အဘိဓမ္မာတရားဆိုတာ၅ပါးရှိပါတယ်အဘိဓမ္မာတရား၅ပါးဆိုတာစိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညာတဲ့ဒီတရား၅ပါးကိုနားလည်သဘောပေါက်ဖို့အတွက်အစဉ်အဖြင့်၃ဆင့်အပိုင်းအဖြင့်၉ပိုင်းခွဲပြီးတော့သင်ယုတ်အဖြင့်လေ့လာသိဖို့ရပါတယ်ပထမဆင့်မှာစိတ်စေတသိက်ပကိန်းလို့၃ပိုင်းပါဝင်ပါတယ်အဲ့ဒီပကိန်းပိုင်းမှာသင်္ဃဟတရား6ပါးတဲ့ပါဝင်ပါတယ်အဲ့ဒီသင်္ဃဟတရား6ပါးတဲ့6ပါးမှာကိုဆရာဆက်လက်ပြီးတော့ရှင်းလင်းပြသမှာကတော့နံပါတ်5ဖြစ်တဲ့အာရမဏသင်္ဃဟတဲ့အာရမဏသင်္ဃဟပါဠိလိုသင်္ဃဟဆိုတာကတော့6မျိုးစလုံးပါဝင်ပါတယ်ဝေဒနာသင်္ဃဟဟေတုသင်္ဃဟကိစ္စသင်္ဃဟဒွါရသင်္ဃဟအာရမဏသင်္ဃဟဝတ္ထုသင်္ဃဟတဲ့ဒါကြောင့်ပကိန်းပန်းကိုသင်္ဃဟ6ပါးလို့ဒီလိုခေါ်ကြပါတယ်သင်္ဃဟဆိုတဲ့အဓိပ္ပာယ်ကအနှစ်ချုပ်ပြီးပြခြင်းလို့အဓိပ္ပာယ်ရပါတယ်အာရမဏဆိုတာကပါဠိလိုအာရမဏမြန်မာလိုအာယုလို့ပြန်လိုက်တယ်ဒါကြောင့်အာယုလို့ဆိုတာဟာဆရာတို့အာရမဏဆိုတဲ့ပါဠိကိုမြန်မာဝါဒနဲ့အာယုလို့ပြုလုပ်ပါတယ်နောက်ဒီအာရမဏကိုနောက်တစ်မျိုးရှိပါသေးတယ်အာလံပနာလို့လဲအဲ့ဒါလို့သုံးနှုံးပါတယ်အဲ့ဒီအာလံပနာကနေပြီးတော့အာယုလို့ခေါ်တာလည်းရှိပါသေးတယ်ဒါလို့ဆိုရင်သင်္ဃဟဆိုတာအနှစ်ချုပ်ပြပြတယ်လို့ဆိုတော့အာရမဏဆိုတဲ့အဓိပ္ပာယ်ဟာအာယုနဲ့အာယုဆိုတဲ့အဓိပ္ပာယ်ကဘယ်လိုအဓိပ္ပာယ်လဲလို့အာရမဏအဓိပ္ပာယ်ကိုဆရာတို့ကြည့်ရအောင်စာမျက်နှာ186အာရမဏဆိုတဲ့အဓိပ္ပာယ်ကိုဖွင့်ကြည့်အောင်အာရမဏသင်္ဃဟတဲ့အာယုကိုတော့အင်္ဂလိပ်လိုအနည်းဆုံး objects လို့ခေါ်တယ်သင်္ဃဟကိုတော့ summary တဲ့အနှစ်ချုပ်ပြပြတယ်ဒါကြောင့်အာရမဏသင်္ဃဟကိုတော့ summary of objects ဒါလို့အနည်းဆုံးပြန်ထားပါတယ်အာရမဏဆိုတာဘာလဲတဲ့လေဒီဆရာတော်ကြီးရဲ့ဆောင်းပုဒ်နဲ့ရှင်းလိုက်ရင်ဥယျင်ကြီးနဲ့တီးပွင့်ကြွယ်၍ပျော်ဝေတတ္တိကောင်းစွာရှိသူမိမိအထံနာမည်ခံတို့ဖန်ပန်စုပုံပျော်ရန်ကုန်အာယုံတတ္တိခေါ်တဲ့အာရမဏကိုမြန်မာကအာယုံလို့လုပ်လိုက်တော့အာရမဏဆိုတာတဲ့စိတ်တို့ရဲ့မွေ့လျော်ရာဒီပဲရပါတယ်တဲ့စိတ်တွေဟာတဲ့အဲ့ဒီအာယုန်ဒီပေါ်မှာမွေ့လျော်တတ်တဲ့အတွက်ကြောင့်စိတ်တို့ရဲ့မွေ့လျော်ရာမွေ့လျော်တယ်ဆိုတာစိတ်တို့ရဲ့ပျော်ပါးရာစိတ်တို့ရဲ့နှစ်သက်ရာစိတ်တို့ရဲ့သိစရာတွေကိုအာယုန်လို့ခေါ်ပါတယ်ဒီမှာဥပမာလေးပေးထားပါတယ်လောကမှာတဲ့လောကမှာဥယျင်တဲ့မလာတွေစုံစုံလင်းလင်းရှိတဲ့မဥယျင်ကြီးတဲ့မှာတဲ့လူတွေဟာပျော်မွေ့တတ်တယ်လို့စိတ်ဆိုတဲ့သဘောတရားကလည်းအဲ့ဒီအာယုံပေါ်မှာပျော်မွေ့တတ်တဲ့အတွက်ကြောင့်စိတ်တို့ရဲ့ပျော်စရာတွေဖြစ်တဲ့အတွက်ကြောင့်အာရမဏကိုစိတ်တို့ရဲ့မွေ့လျော်ရာလို့အဓိပ္ပာယ်ရှိပါတယ်။နောက်အာယုံလို့မြန်မာလိုခေါ်တဲ့ထက်မှာမ
ပါဠိလိုအာလံပနပါဠိလိုအာလံပနအဲ့ဒီအာလံပနကနေပြီးတော့အာယုံလို့လဲခေါ်ပါသေးတယ်တဲ့အာလံပနရဲ့အဓိပ္ပာယ်ကတော့အာလံပနရဲ့အဓိပ္ပာယ်ကစွဲကံရာလို့အဓိပ္ပာယ်ရပါတယ်စွဲကံရာဆိုတဲ့အဓိပ္ပာယ်ကဘာလဲတဲ့မတတ်မစွမ်းတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ကျိုးတန်းတောင်မွေးတွေကိုစွဲကင်ပြီးတော့မှတွားနိုင်တဲ့ကဲ့သို့စိတ်ဆိုတာဟာလေတဲ့အဲ့ဒီအာယုံကိုစွဲကင်ပြီးတော့မှဖြစ်လို့ရတယ်တဲ့ဒါကြောင့်စိတ်တို့ရဲ့ဖြစ်ပုံကိုအာယုံမရှိစိတ်မရှိတဲ့အာယုံကိုစွဲကင်ပြီးတော့မှဖြစ်နိုင်တဲ့အတွက်ကြောင့်အာလံပနဆိုတဲ့ပါဠိစကားကနေအာယုံလို့လဲခေါ်နိုင်ပါသေးတယ်တဲ့ဒါကြောင့်စွဲကင်မိတွေကျေးဇူးကျွယ်6တွေအာယုံခေါ်တဲ့စိတ်ဟာအာယုန်တွေကိုစွဲကင်ပြီးတော့မှလည်းဖြစ်လို့ရတယ်။တော့အာယုန်ဟာစိတ်တစ်ခုအတွက်အင်မတန်မှအရေးကြီးပါတယ်။ဒါကြောင့်မလို့အဲ့ဒီစိတ်တွေဒီအာယုန်တွေကိုစွဲကင်ပြီးတော့မှဖြစ်နိုင်တယ်လို့စိတ်တွေဟာလည်းပဲအဲ့ဒီအာယုန်ပေါ်မှာမွေ့လျော်တတ်တဲ့အတွက်အာယုလို့လည်းခေါ်ပါတယ်ဆိုပြီးတော့ဒါကြောင့်အာရမဏကအာယုသင်္ဃဟကအနှစ်ချုပ်ပြတယ်အာယုတွေကိုအနှစ်ချုပ်ပြီးတော့ပြတဲ့အပိုင်းကိုအာရမဏသင်္ဃဟလို့ခေါ်ပါတယ်တဲ့မိမိတို့အဘိဓမ္မာတရားတွေကိုလေ့လာတဲ့အချိန်ခါမှာဘယ်အပိုင်းကိုပဲလေ့လာအဘိဓမ္မာတရားထဲမှာပါဝင်တဲ့စိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညာဒီ၅ပါးတည်းကအပြင်ဘာမှမရှိပါဘူးဒါလို့ဆိုရင်ဒီအာရမဏသင်္ဃဟာလည်းပဲဘယ်တည်းအဘိဓမ္မာတရားတွေကစိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညာဆိုတဲ့အထက်မှာဘယ်တရားတွေပါနေသလဲလို့ကြည့်လိုက်တဲ့အချိန်ကကြတော့တဲ့အဲ့ဒီအာရမဏသင်္ဃဟာထဲမှာအာယုန်ထဲမှာပါဝင်တဲ့တရားဟာစိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညာလို့၅ပါးစလုံးအကုန်လုံးပါပါတယ်အာရမဏသင်္ဃအဲ့ဒါကိုဆရာတို့ကရှင်းဥစွာသဘောပေါက်ဖို့လိုပါတယ်ကိစ္စသင်္ဃဟာတော့ကစိတ်စေတသိက်တွေရဲ့အလုတ်ကိစ္စတွေကိုပဲနန္တရားကိုပဲခွဲခြားပြခဲ့တယ်ဒွါရသင်္ဃဟာကြတော့ဆရာတို့ရုပ်တည်နာနေနှစ်ခုပါလာပြီရုပ်28ပါးတဲ့ကပဇာရယုံ5ပါးဒွါရသင်္ဃထဲမှာဒွါရအနေနဲ့ပါလာတယ်ခုနမ5ဖြစ်တဲ့အာရမဏသင်္ဃမှာကြတော့စိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညာလို့5ပါးစလုံးအကုန်လုံးအဘိဓမ္မာတရားတွေပါဝင်တဲ့ဒီသင်္ဃစာဖြစ်တယ်လို့ရှေးဥစွာသိဖို့လိုပါတယ်အဲ့တော့စိတ်တွေဟာတဲ့အကျင့်89ဒီအကျင့်120ပါးရှိပါတယ်တဲ့ဒီစိတ်အကျင့်89အကျင့်120ပါးတွေဟာအာရမဏဝိသနာနာအာယုံကိုသိတတ်တယ်တဲ့အာယုံကိုသိတယ်ဆိုတာသို့တော်လည်းပဲတဲ့အာယုံကိုသိတယ်ဆိုပေမဲ့လို့စိတ်တစ်ခုတည်းကအာယုံအကုန်လုံးကိုတော့ဘယ်သိမလဲသူအစွမ်းတတ္တိရှိသလောက်ပဲသိမှာပေါ့ဒါကြောင့်မလို့စိတ်တစ်ခုဟာအာယုံတွေကိုအကုန်လုံးမသိတဲ့အတွက်ကြောင့်စိတ်တွေနဲ့သူသိတဲ့အာယုံတွေနဲ့ခွဲခြားပြီးတော့တွဲပြီးတော့ပြမှာကိုအာရမဏသင်္ဃဟလို့ခေါ်ပါတယ်တဲ့ဒါကြောင့်စိတ်နဲ့အာယုံနဲ့တွဲပြီးတော့ပြမြတ်စွာဘုရားစိတ်တွေဟာအကုန်လုံးအာယုံတွေကိုမသိဘူး
ကဲဒါလို့ဆိုရင်အာယုန်ထဲမှာပါဝင်တဲ့တရားတွေဟာရှေးဥစွာဘာလို့လဲလို့ရှားရမယ်အဘိဓမ္မာတရားတွေပဲဒီအာယုန်ထဲမှာပါတဲ့အာရမဏဆိုတဲ့အာယုန်ထဲမှာပါတဲ့တရားတွေကိုဆရာတို့ရှာကြည့်လိုက်တော့အဲ့ဒီအာရမဏသင်္ဃဟာကိုနားလေသဘောပေါက်ဖို့အတွက်တဲ့ရှေးဥစွာတဲ့အာရမဏနဲ့အာရမဏိကဆိုတဲ့တရားကိုသိဖို့လိုအပ်ပါတယ်တဲ့အဲ့ဒီအချက်ကိုဆရာတို့သိဖို့လိုအပ်တယ်ဒါကြောင့်အာယုန်တွေအကြောင်းကိုနားလေသဘောပေါက်ရှင်လို့ရှိရင်တဲ့အာရမဏသင်္ဃဟမှာအာယုန်6ပါးအာယုန်4ပါးလို့နှမျိုးခွဲခြားတတ်ဖို့လိုပါတယ်တဲ့ဒီအာယုန်6ပါးထဲမှာပါတဲ့တရားတွေအာယုန်4ပါးထဲမှာပါတဲ့တရားတွေဟာဘယ်တရားတွေလဲဆိုတော့အဘိဓမ္မာတရားတွေကပဲဖြစ်မှာပေါ့ကဲဒါကြောင့်မလို့အာရမဏနဲ့အာရမဏိကဟောမတူဘူးเนาะအာရမဏဆိုတဲ့အဓိပ္ပာယ်ကအာယုန်တရား objects အာရမဏိကဆိုတာကအဲ့ဒီအာယုန်ကိုသိတတ်တဲ့စိတ်စေတသိက်ကိုပြောတာဒါကအာယုန်ကိုသိတတ်တဲ့တရားအာရမဏကသိစေရာဒါလို့ဆိုရင်အာယုန်6ပါးအာယုန်4ပါးထဲမှာပါတဲ့တရားတွေဟာဘယ်သူတွေလဲလို့ကြည့်လိုက်တော့စိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညာ5ပါးစလုံးပါပါတယ်တဲ့ခုအာယုန်ထဲမှာပါတယ်ခုစိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညာဆိုတဲ့တရားဟာဟောဒီအာယုန်ထဲမှာပါတယ်အကုန်လုံးအဲ့ဒီအာယုန်ထဲမှာပါတဲ့တရားတွေကိုမြတ်စွာဘုရားကအာယုန်6ပါးနဲ့အာယုန်4ပါးသူ့ကိုခွဲပြမယ်ဒါကြောင့်အာရမဏသင်္ဃဟမှာအာယုန်2မျိုးပါတယ်လို့သဘောပေါက်အောင်ဖြစ်ပါတယ်တိအာယုန်6ပါးခွဲခြားပြီးတော့ပြမယ်ဘာဖြစ်လို့ဒီတရားတွေကိုအာယုန်6ပါးနဲ့ခွဲခြားပြီးတော့ပြရတယ်လဲဆိုတော့စိတ်တွေကအကုန်လုံးဒီအာယုန်ထဲမှာပါတဲ့တရားတွေကိုစိတ်တကူကအကုန်လုံးမှမသိပဲဆိုင်ရာစိတ်ကဆိုင်ရာအာယုန်ကိုပဲသူကသိမယ်ဒါကြောင့်စိတ်အကျင့်80ကိုအကျင့်120ပါးဟာဘာဖြစ်လို့ဒီလောက်များပြားနေရတယ်ဆိုရင်အာယုန်အားလုံးကိုသိမယ်ဆိုရင်အဲ့ဒီစိတ်အကျင့်80ကိုအကျင့်120ပါးစလုံးကအာယုန်ကိုအကုန်လုံးသိတာစိတ်တစ်ပါးတည်းကအာယုန်ကိုအကုန်လုံးမသိနိုင်ဘူးဒါကြောင့်ခုဆရာကနေပြီးတော့အာယုန်6ပါးအာယုန်4ပါးကို2မျိုးရှိတဲ့အထက်မှာပထမအာယုန်6ပါးဆိုတာကိုခွဲပြတယ်အဲ့ဒီအာယုန်6ပါးထဲမှာပါဝင်တဲ့တရားဟာစိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညာလို့အကုန်လုံးပါပါတယ်လို့အဲ့ဒါအာယုန်တရားတွေသူကအာရန်ဆိုတာ objects အသိခံတရားသိเสียတရားလောကမှာသိเสียမှန်တယ်မြသိเสียကိုအာယုန်လို့ခေါ်တယ်သိเสียမှန်တယ်မြဟာအဘိဓမ္မာတရား5ပါးတည်းပို့ပြီးတော့မရှိပါဘူးအဲ့ဒီသိเสียဆိုတဲ့အာယုန်ကိုသိတတ်တဲ့တရားကိုအာရမဏိကလို့ခေါ်တယ်ကဲအဲ့ဒီအာရမဏိကဆိုတဲ့အဲ့ဒီအာယုန်ကိုသိတတ်တဲ့အာရမဏိကတရားဟာဘာတူလဲဆိုရင်စိတ်89အကျယ်120ပါးစေတသိက်52ပါးဟောဒါပဲရှိတော့တယ်ဒီနှစ်ခုကိုခွဲပြီးတော့သိပါအဘိဓမ္မာတရား5ပါးထဲမှာအာယုန်ထဲမှာပါတာကအကုန်လုံးပါတယ်အဲ့ဒီအာယုန်ကိုသိတတ်တဲ့အာရမဏိကတရားမှာတော့စိတ်နဲ့စေတသိက်2မျိုးပဲပါတယ်ဒါကြောင့်စိတ်နဲ့စေတသိက်ဒီအာရမဏတရားထဲမှာလည်းပါတယ်အာယုန်ထဲမှာလည်းပါတယ်သိတတ်တဲ့အာရမဏိကတရားထဲမှာလည်းပါတယ်လို့ဒီနှစ်ခုကိုကွဲပြအောင်ကြည့်လိုက်တော့ဒါကရေဘူးရပြတာစိတ်အကျင့်80ကိုအကျင့်120ဆိုတာစေတသိက်52ပါးတည်းတဲ့စိတ်စေတသိက်ယုံနိဗ္ဗာန်ပညာတွေကိုသိတယ်တဲ့သူကသိတတ်တယ်သိတယ်တဲ့ဒါပေမဲ့
အကုန်လုံးမသိပါဘူးဒီစိတ်တွေနဲ့ဒီအာယုန်ထဲမှာပါတဲ့တရားတွေကအစွမ်းတတ္တိတွေစိတ်တွေမတူတဲ့အတွက်ကြောင့်သူသိတဲ့အာယုန်ကိုပဲသိမှာပေါ့ဒါကြောင့်အာယုန်ကို6မျိုးခွဲပြီးတော့သိဖို့လိုပါတယ်တဲ့အဲ့ဒီ6မျိုးကိုခွဲပြီးတော့သိမှဒီစိတ်ကိုလည်း6မျိုးခွဲရမှာပေါ့ဘယ်အာယုန်ကိုဘယ်စိတ်ကသိတယ်အဲ့ဒီလိုအာယုန်နဲ့စိတ်နဲ့တွဲပြီးတော့ခွဲခြားပြီးတော့ပြရမှာကိုအာရမဏသင်္ဃာလို့ခေါ်ပါတယ်တဲ့အဲ့ဒါလို့ဆိုရင်ဆရာကအရင်ဆုံးအာယုန်6ပါးကိုဖွဲ့လိုက်မယ်အာယုန်6ပါးဆိုတာဒီတရားတွေကပဲเนาะကဲအာယုန်6ပါးကိုဖွဲ့လိုက်တော့ဒီမှာအာယုန်6ပါးအဲ့ဒီအာယုန်6ပါးဟာစိတ်လားစေတသိက်လားယုတ်လားနိဗ္ဗာန်လားလို့မူလတရားကိုဖော်ပြရမယ်တဲ့အဲ့ဒါကိုတေကိုလို့ခေါ်ပါတယ်တဲ့ဒွါရသင်္ခါအရုံးကလည်းတေကိုဆရာတို့ဖော်ပြခဲ့ပါတယ်စက္ခုဒွါရဆိုတာဟာယုတ်28ပါးတဲ့ကစက္ခုပတာရယုတ်ကိုခေါ်တယ်လို့ဒါတေကိုပေါ့ခုလည်းပဲအာယုံ6ပါးဆိုတာဒီကိုဆရာတို့ကအင်းဆုံးသိအောင်သိဖို့လိုပါတယ်ဒီအာယုံ6ပါးကတော့မြန်မာလူမျိုးတွေအမြဲတမ်းပဲပြောနေတာပဲကဲဆရာတို့ပူဇော်ကြည့်အောင်အာယုံ6ပါးဆိုဒီမှာအာယုံ6ပါးဆိုဒီမှာယူပါယုတတ္တာယုခန္ဓာယုအရတ္တယုဖုဒ္ဓဘာယုဓမ္မာယုတို့ဖြစ်ပါသည်ကဲအာယုံ6ပါးကိုပူဇော်ကြည့်ပါဦးအာယုအဲ့ဒီအာယုံ6ပါးလောက်တော့လူတွေသိတယ်ဒါပေမဲ့အဲ့ဒီအာယုံ6ပါးဟာဘယ်လိုတရားမျိုးတွေလဲဆိုတာတော့အပြည့်အမှမသိရင်ဘယ်လိုမှမသိနိုင်ဘူးကဲလူတွေပြောနေတဲ့ယူပါယုဆိုတာကိုဆရာတို့ကြည့်ရအောင်လိုက်ပူဇော်ပါယူပါယုဆိုဒီမှာယုတ်28ပါးတဲ့မှယူပါယုတပါးဖြစ်ပါသည်ကဲယုတ်28ပါးကိုရလားယုတ်28ပါးကိုဆရာတို့ဇာတိဗေဒအဖြစ်ခွဲလိုက်လို့ရှိရင်မဟာဗုဒ္ဓယုတ်4ပါးပတာရယုတ်5ပါးခောစရယုတ်4ပါးဘာဝယုတ်2ပါးဆိုတာမရှိဘူးလားရှိပါပါတယ်အဲ့ဒီတော့တဲ့ယူပါယုတ်ဆိုတာဟာတဲ့ခောစရယုတ်ထဲကယူပါယုတ်1ပါးကိုယူပါယုတ်လို့ခေါ်ပါတယ်တဲ့နောက်တတ္ထာယုတ်ဆိုဒီမှာယုတ်28ပါးထဲမှာခောစရ4ပါးတွင်ပါဝင်သောတတ္ထာယုတ်ဖြစ်ပါသည်သူကတတ္ထာယုတ်1ပါးတည်းပဲရှိတယ်ယုတ်28ပါးတဲ့နော်2ပါးရှိသွားပြီခန္ဓာယုတ်ဆိုဒီမှာယုတ်28ပါးထဲမှာခောစရယုတ်တွင်ပါဝင်သောခန္ဓာယုတ်1ပါးဖြစ်ပါသည်ဟောခန္ဓာယုတ်ဆိုတာလေယုတ်တရား28ပါးတွေကအရဟတယုတ်ဆိုဒီမှာယုတ်28ပါးထဲမှာခောစရယုတ်တွင်ပါဝင်သောအရဟတယုတ်1ပါးဖြစ်ပါသည်ဟောခောစရယုတ်တွေမှာလည်းသူလည်းပါတာပဲဖုဒ္ဓဘာယုတ်ဆိုဒီမှာမဟာဗုဒ္ဓယုတ်4ပါးတွင်ပါဝင်သောပထဝီဧဇောဝါယောဟုသောယုတ်3ပါးဖြစ်ပါသည်ဩအာယု5ပါးထဲမှာယုတ်တွေတဲကဘယ်နှပါးပါသွားပြီလဲ
ယုံ28ပါးတွေကဘယ်နှပါးပါသွားပြီလဲဘယ်နှပါးပါသွားပြီလဲ9ပါးဒီမှာကြည့်ယူပါယုံယုတ်ကတပါးတတ္တယုံယုတ်ကတပါးခန္ဓာယုံယုတ်ကတပါးအရဟတပထဝီတေဇောဟာ3ပါးပေါင်းလိုက်ဘယ်လောက်ရှိလဲဟောအဲ့ဒီလိုဆရာတို့တိတိကျကျသိရမယ်ယုံ28ပါးတွေက9ပါးကုန်သွားပြီအာယုံက9ပါးတယ်ပါယုံ28ပါးထဲမှာ9ပါးနှုတ်တော့ဘယ်လောက်ကျန်တယ်လဲ20နဲ့တပါးမကျန်ဘူးလားကဲအာယုံ5ပါးထဲမှာစိတ်တွေပါသွားပြီလားပါဗလားဒီမှာလေပါသေးပါဘူးစေတသိက်တွေပါလားပါသေးပါဘူးရုပ်တွေပါလားပါတယ်ဘယ်နှပါးပါလဲနိဗ္ဗာန်တွေပါလားမပါဘူးပညာတွေပါလားမပါဘူးအဲ့ဒီတော့အဲ့ဒီမပါတဲ့အဟာတွေကအကုန်လုံးဓမ္မယုံနဲ့ရောက်သွားလိမ့်မယ်အာယုံက6ပါးပဲရှိတာပဲအာယုံ6ပါးရှိတယ်ဆိုတော့5ပါးစလုံးမှာပါဝင်ကျမ်းစာတစ်ခုပဲရှိတယ်ဆိုတော့ကဲယုံ28ပါးထဲမှာဘယ်လောက်ပါသွားလဲခေါင်းဘယ်လောက်ကျန်လဲ27ပါးအဲ့ဒီ27ပါးကိုခွဲလိုက်တော့ပတာရယုံ5ပါးနဲ့ဒုက္ခမယုံ16ပါးယုတ်တွေထဲမှာတိမ်မွေ့တဲ့ယုတ်တွေအတိအခက်တဲ့ယုတ်တွေကိုဒုက္ခမယုံ16ပါးလို့ခေါ်တယ်ကဲပူဇော်ကြည့်အောင်ဓမ္မယုံထဲတွင်ပါဝင်သောတရားတို့မှာပတာရယုံ5ပါးဒုက္ခမယုံ16ပါးစိတ်89တပါးစေတသိက်52ပါးနိဗ္ဗာန်တပါးပညာတပါးပေါင်း86ပါးတော့တရားတို့ဖြစ်ပါသည်ကဲဓမ္မယုံထဲမှာပါဝင်တဲ့တရားတွေဘယ်လောက်ရှိလဲအဘိဓမ္မာတရား5ပါးထဲမှာဘာကြံသေးလဲကြံသေးလားမကြံတော့ဘူးအဲ့ဒါအာယုံ6ပါးဖွဲတာပေါ့လွယ်ပါတယ်ဒီနေရာမှာအာယုံ5ပါးဆိုတာကအဲ့ဒါကယုတ်အာယုံနေအာယုံ5ပါးဆိုတာဘာအာယုံနေလဲဓမ္မယုံထဲမှာပါတဲ့အာယုံတွေကိုခွဲခြားပြပါဆိုရင်ဘာအာယုံနေလဲယုတ်အာယုံလဲပါတယ်စိတ်အာယုံလဲပါတယ်စေတသိက်အာယုံလဲပါတယ်နိဗ္ဗာန်အာယုံလဲပါတယ်ပညာအာယုံလဲပါတယ်ဟောအကုန်သွားပြီဒီမှာပညာလဲပါတယ်နိဗ္ဗာန်လဲပါတယ်ဒါကြောင့်အာရမဏသင်္ဃဟာထဲမှာပါဝင်တဲ့တရားတွေကိုအနစ်ချုပ်ရေးပြပါဆိုရင်စိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညာဟာအာယုံ6ပါးထဲမှာအကုန်လုံးပါပါတယ်ဒါကြောင့်အာရမဏသင်္ဃဟာဒီအဘိဓမ္မာတရားထဲမှာအကုန်လုံးပါဝင်တဲ့တရားမျိုးဖြစ်တယ်လို့စောစောတုန်းကဆရာတို့ပြောခဲ့တယ်ကဲဒီလိုဆိုရင်အာယုံ6ပါးတော့တည်သွားပြီတရားကိုတရားလဲတည်သွားပြီတည်သွားရင်အဓိပ္ပာယ်ကိုလည်းဆရာတို့သိဖို့လိုအပ်တယ်ရုပ်ကိုလည်းကျွမ်းရမယ်ယူပါယုံဆိုတာတဲ့ဘာလို့ရုပ်မျိုးလဲတဲ့ယူပါယုံဆိုတာဝဏ္ဏအရှင်းတဲ့စကုဝိညာဉ်နဲ့မြင်တိုင်းတဲ့ယုတ်တဲ့ဟောဒါဆိုမဲ့ယူပါယုံဆိုသည်မှာမြင်စရာဟုသမျှဖြစ်ပါသည်မြင်လို့ရတာဒီကိုဘယ်လိုခေါ်လဲကဲဒါလို့ဆိုရင်ဒီဘောလဲဒီပံကားလဲဒီစပွဲလဲဆရာလဲအဲ့ဒါလိုလဲသိရမယ်စာလူကြီးတဲ့မသိနဲ့ဘဝနဲ့ခတ်ပြီးတော့လဲသိရမယ်မြင်လို့ရတာဒီကိုဘယ်လိုခေါ်လဲဟုတ်ပြီတတ္တယုံဆိုဒီမှာအတ္တဟုသမျှဖြစ်ပါသည်ဩ
ကြားလို့ရတဲ့အတန်တွေကိုဘယ်လိုခေါ်လဲတတ္တယုံလို့ခေါ်လိုက်တယ်ဟောအတန်တွေကိုအဲ့ဒါတတ္တယုံလို့ခေါ်လိုက်တာခန္ဓာယုံဆိုဒီမှာအနတ်ဘုဒ္ဓမြတ်ဖြစ်ပါသည်ဩအနတ်တွေကိုခန္ဓာယုံလို့ခေါ်လေကောင်းကောင်းဆိုးဆိုးအမျိုးမျိုးတော့အနတ်တွေကိုခန္ဓာယုံလို့ခေါ်တာအရဟတယုံဆိုဒီမှာအယတာဘုဒ္ဓမြတ်ကိုခေါ်ပါသည်အဲ့ချိုးချင်းငန်းစက်ခါအဲ့ဒါတွေဟာအရဟတယုံတွေပဲတဲ့ဖုဒ္ဓဘာယုံဆိုဒီမှာတွေ့ထိเสียဟူသမျှကိုခေါ်ပါသည်အဲ့ဒါကြတော့တေတေချာချာနားလဲဖို့လူတယ်တွေ့ထိเสียဟူသမျှဆိုတာလောကမှာဟောဒီကိုယ်တွေလက်တွေနဲ့တွေ့ထိလို့ရတာဟာဒီသုံးမျိုးပဲရတယ်တဲ့အမည်တွေနာမည်တွေမတတ်နဲ့အမျိုးသမီးအမျိုးသားတွေဇပွဲတွေအမည်မတတ်နဲ့တွေ့ထိလို့ရတာဟောဒီသုံးမျိုးပဲရတယ်တဲ့ယုံ28ပါတယ်အဲ့ဒါကြောင့်လို့ပထဝီသေသောဝါယောကိုဖုဒ္ဓဘာယုံလို့ခေါ်ပါတယ်တဲ့ပထဝီဆိုတာမာရသဘောပြောတဲ့သဘောကိုပထဝီဆိုတာပရမတ္ထပထဝီဆိုတာမြေကြီးမဟုတ်ဘူးတေသောဆိုတာမီးမဟုတ်ဘူးပူတဲ့အေးတဲ့သဘောကိုတေသောလို့ဆရာတို့သင်ခဲ့ပြီးပြီဝါယောဆိုတာတွန့်ကန်တဲ့သဘောအဲ့ဒီသုံးခုကိုထိလို့တွေးလို့ရတယ်တဲ့ထိလို့တွေးလို့ရတယ်ဒီရုပ်သုံးပါးကိုဖုဒ္ဓဘာယုံလို့ခေါ်လိုက်တယ်ကဲဦးဆရာကဒီဝိုက်ဘုတ်ကိုဒီလိုထိလိုက်တယ်သိလားပူတယ်အေးတယ်ဆိုတာဘယ်လိုလဲဘောလားဟုတ်ဘူးပြော့တယ်ဆိုတာဘယ်လိုလဲပထဝီပြန်တွန်းကန်တယ်ဆိုတာဘယ်လိုလဲဒီသုံးပြည့်အဖြစ်ဘုရုစမ်းကြည့်လက်တွေစမ်းကြည့်ပါလားဒီသုံးမျိုးပြင်ဘာသိလို့လဲဘာမှသိစရာမရှိဘူးထိလို့သိတာအဲ့သုံးမျိုးကိုပဲသိတာကိုင်းနေတာကိုင်းကြည့်ရေခဲပဲကိုင်းကိုင်းစာအုပ်ကိုပဲကိုင်းကိုင်းဒီသုံးမျိုးပဲတွေ့မှာဒါကြောင့်မလို့ပထဝီတေဇောဝါယောကိုဖုဒ္ဓဘာယုံနဲ့အဲ့ဒါကြောင့်မလို့ထူးထူးခြားခြားဖုဒ္ဓဘာယုံကကြတော့သုံးပါးပါတယ်ရုပ်သုံးပါးပါတယ်ကျမ်းစာတွေမှာရုပ်တစ်ပါးစီပဲပါတယ်အဲ့ဒါလိုလေသဘောပေါက်ရတယ်ဓမ္မယုံကတော့ကျန်တဲ့ရုပ်တွေက20ပါးကဒီထက်ရောက်သွားမယ်ဓမ္မယုံဆိုဒီမှာပတာရယုံ5ပါးဒုက္ခမယုံ16ပါးစိတ်89တပါးစိတ်ကတော့တဲ့89စလုံးရှိပြီမဲ့လို့အာယုံကိုသိတဲ့သဘောဖြစ်တဲ့အတွက်ကြောင့်တပါးယူပါတဲ့စေတသိက်52ပါးအဲ့ဒီ၄မျိုးကတော့တဲ့တေကာလိကဓမ္မယုံနဲ့တေကာလိကဆိုတာကကာလ၃မျိုးရှိတာပတာရယုတ်တွေနာနေဆိုတာဖြစ်ပြစ်နောက်အသက်ပြန်ဖြစ်ချုပ်တာကအတိတ်လောလောဆယ်ပေါ်နေတာကပစ္စုပ္ပါနောက်ပေါ်လာမှာကအနာဂတ်တေကာလိကဆိုတာဖြစ်ပြစ်နဲ့နေတဲ့တရားမျိုးတွေပါတဲ့ဒီဓမ္မယုံထဲမှာနိဗ္ဗာန်တစ်ပါးနဲ့ပညာတစ်ပါးတော့ကာလဝိမုတ်ဆိုတာကကာလအချိန်ကအတိတ်ပစ္စုပ္ပါအနာဂတ်ကာလသုံးပါမရှိဘူးတဲ့မရှိဘူးလေနိဗ္ဗာန်ဆိုတာဟာအားလဲဆိုလို့ရှိရင်အရှိတရားစိတ်စေတသိက်ရုပ်ဆိုတာကအဖြစ်တရားလို့ဆရာပြောဖြစ်တယ်ဆိုတာဖြစ်တာကိုပြောတာဖြစ်ပြီးပြစ်နေတာကိုပြောတာနိဗ္ဗာန်ကဖြစ်တာလည်းမရှိဘူးပြစ်တာလည်းမရှိဘူးအမြဲတစေရှိနေတဲ့တရားဖြစ်မှုပြစ်မှုကိုမရှိတဲ့တရားအဲ့ဒါကိုကာလဝိမုတ်လို့ခေါ်တယ်ပညာကတော့အမြင်နာမအတိပဲရှိတယ်သူမှလည်းအချိန်ကာလဆိုတာမရှိဘူးအဲ့ဒီလိုလေခွဲခြားပြီးတော့သိပါတဲ့အဲ့တော့အာရမဏသင်္ဃာကိုနံပါတ်1အာယု6ပါးဖွဲ့လိုက်တော့ဘယ်ထဲကတရားတွေကိုလဲဘိဓမ္မာတရားဖြစ်တဲ့
စိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညာတည်ဒါတွေပဲမဟုတ်လားကဲအဲ့ဒါလိုအာယု6ပါးကိုတဲ့ခွဲပြီးလို့ရှိရင်အဲ့ဒီအာယု6ပါးကိုဘယ်စိတ်တွေကသိတယ်လဲတဲ့ကဲသိတဲ့စိတ်တွေကိုဆရာတို့ကခွဲကြပြီးတော့ပြတော့မယ်ယူပါယုံဆိုတဲ့မြင်စရာတွေကိုဘယ်စိတ်ကသိတယ်လဲတဲ့အာယုပြုနိုင်တယ်တဲ့စောစောကဓဝရသင်္ဃဟမှာသင်ခဲ့တဲ့စက္ခုဓဝရိကစိတ်46ပါးဟောအဲ့46ပါးကအဲ့ဒီယူပါယုံကိုသိတယ်အာယုပြုနိုင်တယ်ဒါကြောင့်သင်္ဃစာကဖွင့်ဆက်ကဲပူဇော်ကြည့်ရအောင်စက္ခုဓဝရိကစိတ်46ပါးတို့သည်ယူပါယုံကိုအာယုပြုနိုင်ပါသည်ယူပါယုံကိုအာယုပြုနိုင်ပါသည်ကဲဘယ်စိတ်ကယူပါယုံကိုအာယုပြုနိုင်တယ်လို့မေးရင်စက္ခုဓဝရိကစိတ်46ပါးကိုမတွက်တတ်ဘူးလားတွက်တတ်ပါတယ်ပိစရဝဇန်စိတ်တစ်ပါးစက္ခုဝိညာဉ်စိတ်တစ်ပါးတံပရိစ္ဆေစိတ်တစ်ပါးတဏ္ဍသုံးပါးဝုထောတစ်ပါးကာမဇော29ပါးတရားယုံ7ပါးဓဝရသင်္ဃဟမှာသင်ခဲ့ပြီးပြီတတ္တယုံဆိုတဲ့အတန်တွေကိုဘယ်သူကအာယုပြုနိုင်တယ်တဲ့ဆိုမဲ့တတ္တယုံကိုသောတာဓဝရိကစိတ်46ပါးတို့ကအာယုပြုနိုင်ပါသည်သောတာဓဝရိကစိတ်46ပါးတို့ကအာယုပြုနိုင်ပါသည်ခန္ဓာဓဝရိကစိတ်46ပါးတို့သည်ခန္ဓာယုံကိုအာယုပြုနိုင်ပါသည်ခန္ဓာယုံကိုအာယုပြုနိုင်ပါသည်စေဝါဓဝရိကစိတ်46ပါးတို့သည်စေဝါဓဝရိကစိတ်46ပါးတို့သည်အရဟတယုံကိုအာယုပြုနိုင်ပါသည်အရဟတယုံကိုအာယုပြုနိုင်ပါသည်တာယဓဝရိကစိတ်46ပါးတို့သည်တာယဓဝရိကစိတ်46ပါးတို့သည်ဖွတ္တဘာယုံကိုအာယုပြုနိုင်ပါသည်ဖွတ္တဘာယုံကိုအာယုပြုနိုင်ပါသည်မနောဓဝရိကစိတ်68ပါးတို့သည်ဓမ္မယုံကိုအာယုပြုနိုင်ပါသည်ဓမ္မယုံကိုအာယုပြုနိုင်ပါသည်ကဲစိတ်တွေကလည်းခွဲခြားပြီးတော့ပြလိုက်တာကုန်ပြီစိတ်ကြီး80ကိုအကျေ120ပါး6द्वारမှာဖြစ်တဲ့စိတ်တွေပြီးတော့ကုန်ပြီအာယု6ပါးကလည်းအဘိဓမ္မာတရား5ပါးတည်းကခွဲလိုက်တာအကုန်လုံးပါသွားပြီအဲ့ဒါလိုအာယု6ပါးဖွဲ့၍အဲ့ဒီအာယု6ပါးကိုသိတဲ့စိတ်တွေနဲ့တွဲပြီးတော့ခွဲပြီးတော့ပြတာကိုအာရမဏသင်္ဃဟတဲ့အာယု6ပါးနဲ့သိကဲအဲ့ဒီလိုခွဲပြီးတော့သိရင်ခုဒီမှာဒီစိတ်တို့ကိုကြည့်လိုက်ဒီလိုခွဲပြီးတော့ကြည့်လိုက်ဒီလိုခွဲပြီးတော့ကြည့်လိုက်နောက်အဘိဓမ္မာဝါရမှာဧကံအနေကံဆိုတာရှိသေးတယ်ဧကံဆိုတာကြားဘူးလားကြားပါရဲ့ဧကန္တဧကံလို့ခေါ်တယ်ပါဠိလိုဧကန္တကိုညီမဧကံလို့ခေါ်တယ်အနေကံလို့ခေါ်တယ်ဧကံဆိုတာတစ်ခုပဲဥပမာဆိုလို့ရှိရင်ထိတစ်ချောင်းကိုလူတယောက်ကတိမြင်လိုက်တော့အမလေးငါဒီထိလေးလူချင်းလိုက်တာဝယ်ခဲ့ပြီပါဆိုတော့အဲ့ဒီထိပုံစံနဲ့ဝယ်ခဲ့ရမယ်ဒါဧကံပဲဒီလိုထိမျိုးဝယ်ခဲ့ပြီစားမှာဆိုတော့ဒီလိုထိမျိုးအယောင်တူချင်းနဲ့တူမတူချင်းလည်းမတူဘူးအမျိုးနော်အဲ့ဒါကိုအနေကံလို့ခေါ်တယ်ဒါဧကံဆိုတာတစ်ခုသည်အနေကံဆိုတာတဘာမကဧကံဆိုတာဗာလဲဒါဆိုရင်ဒါပဲအနေကံဆိုတာတဘာမကအဲ့ဒီလိုလေးမှတ်ထားဒါကြောင့်လောကမှာနေကံပြောတာဒါဧကံကိုမှန်တယ်မပြောဘူးလားပြောပါတယ်ကျန်တာမရှိတော့ဘူးကဲဒါလို့ဆိုရင်တဲ့
ခုဒီချိန်ကဒီသင်္ကန်းစာကနေစပြီးတော့ကဧကံအနိကံဆိုတာကိုသုံးသွားမယ်ဧကံဆိုတာတပါးအနိကံဆိုတာတပါးမကကဲစိတ်တွေကိုဆရာတို့ကြည့်အောင်ပိစတော်ရာဝဇ္ဇစိတ်ဒီမှာကြည့်ဘယ်နှတော်ရမှာပါလဲငါးတော်ရမှာပါမယ်ဆိုတော့ယူပါယုံကိုသိတဲ့ထက်မှာသူပါလားပါပါတယ်တတ္တယုံကသိတာတော့သူပါလားပါပါတယ်ခန္ဓာယုံပါလားပါပါတယ်အရဟတယုံပါပါတယ်ဘုဒ္ဓဘာယုံပါလားပါပါတယ်ဒါတော့ပိစတော်ရာဝဇ္ဇစိတ်ဟာဒီအာယုံကိုသိတဲ့အထက်မှာဧကံလားအနိကံလားဧကံစိတ်တစ်ခုဟာအာယုံတစ်ခုတည်းကိုပဲအာယုံပြုနိုင်ရင်တဘာမကအာယုံပြုနိုင်ရင်ဥမာအာယုံကဘယ်နှပါရှိလဲအာယုံက6ပါရှိတယ်အဲ့ဒီအာယုံတစ်ခုတည်းကိုပဲအာယုံပြုနိုင်ရင်အာယုံတစ်ခုတည်းကိုပဲအာယုံပြုနိုင်တဲ့စိတ်ကိုအာယုံ2ပါး3ပါးကိုအာယုံပြုနိုင်ရင်သဘောပေါက်မလားပိစရတာဝိဇ္ဇစိတ်ကိုကြည့်ယူပါယုံထဲမှာအာယုံပြုတဲ့ထဲမှာပါလားတတ္တယုံကိုပြုတဲ့ထဲမှာပါလားခန္ဓာယုံမှာပါလားဒါဆိုပိစရတာဝိဇ္ဇစိတ်ဟာအာယုံ6ပါးကိုသိတဲ့နေရာမှာဧကံလားအနိကံလားအနိကံဘောပဲတပတ်မကကဲနောက်စက္ခုဝိညာဉ်စိတ်ဘယ်လိုအာယုံပြုနိုင်လဲတတ္တယုံထဲမှာပါလားမပါဘူးခန္ဓာယုံမပါဘူးအရဟတယုံမပါဘူးဘုဒ္ဓဘာယုံမပါဘူးဓမ္မယုံမပါဘူးသူဘယ်သူလဲဧကံအာယုံတစ်ခုတည်းကိုပဲအာယုံပြုနိုင်တာအာယုံတစ်ခုတည်းကိုပဲအာယုံပြုနိုင်တော့ဧကံသောတာဝိညာဉ်စိတ်ခေါ်အာယုံတစ်ခုတည်းပါမှာပါတယ်နော်တစ်ခုတည်းအာယုံပြုတယ်ပြန်မှာခန္ဓာဝိညာဉ်စေဝဝိညာဉ်ကာယဝိညာဉ်ဟောအဲ့လိုခွဲရရမယ်တံပတိစိတ်စိတ်2ပါးယူပါယုံမှာလဲသူကပါလေတန်တရဏစိတ်3ပါးဟောဘုဒ္ဓဟောကာမဇော29ပါးဟောတရားယုံမှာဟောဒါလို့ဆိုရင်စက္ကုဒွါရိကစိတ်46ပါးထဲမှာဧကံအာယုံပြုနိုင်တဲ့စိတ်ကဘယ်နှပါလဲဒီမှာလေဒါတွေပေါင်းထားတာဘယ်လိုရလဲ46ပါးပြီးတော့ဒါဧကံအနိကံတွေလည်းခွဲပြီးပြီဒီ46ပါးထဲမှာအာယုံတစ်ခုတည်းကိုပဲအာယုံပြုနိုင်တဲ့စိတ်ဘယ်နှပါရှိလဲ2ပါးဘာလို့လဲကျန်တာတွေကဘာတွေလဲဒါလို့ဆို46ထဲမှာအာယုံတစ်ခုတည်းကိုအာယုံပြုနိုင်တဲ့ဧကံစိတ်ဘယ်နှပါရှိလဲ2ပါးနှုတ်လိုက်တော့ဘယ်လောက်ရှိလဲ44ပါးတွေကဘာတွေလဲခွဲတာပဲလားဟောကဲသောတာဒွါရိကစိတ်46ပါးမှာဧကံဘယ်နှပါးပါလဲဘယ်နှပါးလဲဘယ်သူလဲကျန်တဲ့44ပါးကဒီခန္ဓာဒွါရိကစိတ်46မှာဧကံဘယ်နှပါးပါလဲဘယ်သူလဲကျန်တဲ့စိတ်ကဒီဟာတွေလေးမြင်ဘူးလားတပါးမကအာယုန်တွေကိုသိတယ်လေဒီမှာကဲဇေဝဒွါရိကစိတ်46ပါးထဲမှာပေါ့ဧကံဘယ်နှပါးပါလဲဘယ်သူလဲကျန်တဲ့44ပါးဘာတွေလဲအနိကံဆိုတာဘာလဲတပါးမကသိတယ်ဒီမှာကြည့်ပါလားဒီပုံကိုကြည့်လိုက်ကြည့်ရပြီအာယု6ပါးနဲ့တိုက်ကြည့်ပေါ့ပုံနဲ့ပြနေတာကဲကာယဒွါရိကစိတ်46မှာဧကံဘယ်နှပါးပါလဲဘယ်သူလဲသူကတော့ဘုဒ္ဓဘာယုံတစ်ခုတည်းကိုပဲသိတယ်ကျန်တဲ့ဟာတွေကအကုန်လုံးမပါဘူးလားကဲဟုတ်ပြီဒီနေရာမှာမနောဒွါရဝိဇ္ဇစိတ်2ပါးကာမဇော29ပါးအပ္ပနာဇော26ပါးသရာယုံ10ပါးဧကအနိကရှာကြည့်စမ်းဧကအနိက
မနောဒွါရဝဇ္ဇစိတ်ဒီကြံတဲ့အာယု၅ပါးမှာပါလားဘယ်နေရာမှာပါလဲဘုံထောမှာပါတယ်သူဘာတူလဲကာမဇော29ပါးဒီမှာပါလားအာယု6ပါးစလုံးကိုမသိဘူးလားသိပါတယ်သူဘာတူလဲအပ္ပနာဇော26ပါးဒီအာယု6ပါးထဲမှာဘယ်ထဲမှာပါလဲမပါပါဘူးသူဘာတူလဲသူကဓမ္မယုံတက်ကိုပဲအာယုပြုနိုင်တယ်ဒီမှာကျန်တဲ့ယူပေါင်းတတ်တယ်မပါဘူးနော်တရားယုံ7ပါးဒီမှာပါလားပါပါတယ်ဘာလို့လဲအဲ့ဒါလိုခွဲခြားတတ်ရမယ်အဲ့ဒါမှတယုခွဲကြည့်တယ်ကဲဒါကြောင့်မနောဒွါရိကစိတ်68ပါးထဲမှာမနောဒွါရိကဆိုတာဓမ္မယုံတစ်ခုတည်းကိုအာယုပြုနိုင်တဲ့စိတ်ကအပ္ပနာဇော26ခုတည်းဧကံလို့ခေါ်တယ်။ကျန်တဲ့ကာမဇောတွေကယူပါယုံကိုလည်းကြည့်ပြီးတော့ဖြစ်တယ်ဟုတ်တယ်မလား။စောစောပြောပြီးပြီလေ။မြင်စရာကိုကြည့်ပြီးတော့လောဘဒေါသမဖြစ်ဘူးလား။အတန်ကိုကြည့်ပြီးတော့လောဘဒေါသမဖြစ်ဘူးလား။ဒါကြောင့်ကျန်တဲ့အာယုံတွေမှာကောမသိနိုင်ဘူးလား။သိနိုင်တယ်ဒီမှာ။အဲ့ဒီလိုလေးခွဲကြပြီးတော့ဆရာတို့သိလိုက်ရင်အာယုံ6ပါးနဲ့အဲ့ဒီအာယုံ6ပါးကိုသိတဲ့စိတ်တွေကိုဆရာတို့ကခွဲခြားပြခြင်းဖြစ်တယ်။ကဲဒါကြောင့်စာမျက်နှာ186ကိုကြည့်အောင်။ဟောအစုံတတ်မယ်။အာယုံ6ပါးစာမျက်နှာ186မှာအာရမဏဆိုတဲ့အဓိပ္ပာယ်ကိုသိပြီးရင်အောက်ကဇေယကတရေကိုလို့ခေါ်တယ်။ကဲနော်အဲ့ဒီကိုလည်းဆရာတို့သိဖို့လိုရတယ်။ဒီမှာလည်းပုံတိုင်းမှာလည်းပြပြီးတယ်ဆရာ။ကဲအဲ့ဒါပူဇော်ကြည့်အောင်လိုက်ဆိုယူပါယုံဆိုဒီမှာယုံ28ပါးထဲမှာယူပါယုံယုတ်သို့မဟုတ်ဝဏအစင်ဖြစ်ပါသည်အစင်ဟုသမျှဆိုတာမြင်စရာဟုသမျှကိုပြောတာတတ္တာယုံဆိုဒီမှာတတ္ထသောတာဝိညာဉ်ဖြင့်ကြားနိုင်သောအတ္တဝုဒ္ဓမြဖြစ်ပါသည်ခန္ဓာယုံဆိုသည်မှာယုံ28ပါးထဲမှာခန္ဓာယုံယုတ်ခန္ဓာဝိညာဉ်ဖြင့်သိနိုင်သောအနတ်ဝုဒ္ဓမြဖြစ်ပါသည်အရသာယုံဆိုသည်မှာယုံ28ပါးထဲမှာအရသာယုံယုတ်အရသာဝုဒ္ဓမြဖြစ်ပါသည်ဝတ္တဘာယုံဆိုသည်မှာယုံ28ပါးထဲမှာပထဝီဧဇောဝါယောယုံဖြစ်ပါသည်အဲ့ဒါဒီကထူးကြတယ်အဲ့ဒါဒီကိုမှတ်ပေးမယ်ကဲနောက်စာမျက်နှာ189ဘောမှာရှင်းပြတာကိုစာလို့ဖတ်ပြီးတော့ဒုတိယကျင့်ပြရှင်းတာဓမ္မယုံဆိုသည်မှာပတာရယုံ5ပါးဒုက္ခမယုံ16ပါးစိတ်89တပါးစေတသိက်52ပါးနိဗ္ဗာန်တပါးပညာတပါးဟော96ပါးတော့တရားတို့ဖြစ်ပါသည်အဲ့ဒီမှာစိတ်ရုပ်ကဲစိတ်ကဲစေတသိက်ကိုဟာဧကာတိကဓမ္မယုံဆိုတာကဖြစ်ပြနေတဲ့တရားဒါကကာလ3ပါးမရှိတဲ့တရားလို့ခွဲခြားပြီးတော့သိပါတဲ့အဲ့ဒီမှာဓမ္မယုံဆိုတာဟာကာလဝိမုတ်ဆိုတာနော်ကာလ3ပါးမရှိတာလို့အောက်မှာရှင်းထားတယ်ဧကာတိကဓမ္မယုံဆိုတာပိဿုပန်အတိတ်အနာဂတ်ကာလရှိတယ်တဲ့ဥပ္ပတ္တိပင်နဲ့ဖြစ်ပေါ်နေပါတယ်ဆိုတာဒီကိုအဲ့ဒါကိုသိချဖတ်ကာလဝိမုတ်ဆိုတာဟာနိဗ္ဗာန်နဲ့ပညာကိုပြောတာတဲ့နော်ကာလ3ပါးမှာလွတ်တဲ့တရားမျိုးကာလဝိမုတ်လို့ဖြစ်တယ်လို့အဲ့ဒီမှာရှင်းထားတယ်ဒါကြောင့်188ကိုဖတ်ပြပါပြီးတော့မှဆရာတို့စာမျက်နှာ189ကိုကြည့်လိုက်လို့ရှိရင်အဲ့ဒီ
အာယုံ6ပါးကိုအာယုံပြုနိုင်တဲ့စိတ်တွေနဲ့အာယုံတွေနဲ့တွဲပြလိုက်ပြီဘောမှာရေးထားတဲ့ဟာတွေကိုစာလို့ပြောလိုက်တာပါပဲစကုဒ္ဒရာတိကစိတ်46ပါးလို့ပဲပြောလိုက်တယ်ဘောပေါ်မှာတော့ဆရာတွက်မပြထားတော့ဒါ46ပါးကိုတွက်တတ်တယ်မလားကဲဆိုကြည့်မယ်စကုဒ္ဒရာတိကစိတ်46ပါးတို့သည်ပစ္စုပန်ယူပါယုံကိုအာယုံပြုနိုင်ပါသည်သောတာဒွါရိကစိတ်46ပါးတို့သည်ပစ္စုပန်တတ္တယုံကိုအာယုံပြုနိုင်ပါသည်ခန္ဓာဒွါရိကစိတ်46ပါးတို့သည်ပစ္စုပန်ခန္ဓာယုံကိုအာယုံပြုနိုင်ပါသည်ဇေဝဒွါရိကစိတ်46ပါးတို့သည်ပစ္စုပန်ရတယုံကိုအာယုံပြုနိုင်ပါသည်ကာယဒွါရိကစိတ်46ပါးတို့သည်ပစ္စုပန်ဘုဒ္ဓဘာယုံကိုအာယုံပြုနိုင်ပါသည်အဲ့ဒီမှာပစ္စုပန်ဆိုတာလေးကိုထည့်ပြီးအဲ့ဒီငါးဒွါရမှာဖြစ်တဲ့စိတ်ပြီးဘာလဲဆိုတော့ तू ကမြင်နေစေကိုပြောတာပစ္စုပန်ဆိုတာကခုမျက်စိနဲ့မြင်နေစေနားနဲ့ကြားနေစေခုအနံ့ကိုရနေစေခုရှားပေါ်မှာစားနေစေကိုတွေ့ထိနေစေဆိုတာဒီကိုပြောပြတာเนาะပစ္စုပန်ဆိုတာနောက်မနောဒွါရိကစိတ်69ပါးတို့သည်ဓမ္မယုံကိုအာယုံပြုနိုင်ပါသည်အဲ့ဒီလိုအာယုံနဲ့တွဲပြီးတော့ကဆရာတို့ကကြည်ထားအဲ့ဒီလိုအာယုံနဲ့တွဲပြီးတော့ကြည်ထားပြီးပြီလို့ဆိုရင်အောက်မှာဆရာဒွါရသင်္ဃဟာတော့ကသင်ခဲ့တဲ့ပရိသေရစိတ်ဘဝင်စိတ်သုတိစိတ်တို့ဒီတဲ့ဘတို့ကိုအာယုံပြုနိုင်တယ်လဲလို့မေးရင် तू ကအပေါ်ကအာယုံ6ပါးကိုမပြုနိုင်တော့ဘူးကံကာမနမိတ်ခရိနမိတ်တဘာဘာကိုအာယုံပြုပါတယ်လို့အဲ့လိုဖြေအဲ့ဒီပဋိသန္ဓေနဲ့ဘဝင်သုတိစိတ်ကိုဆရာရှင်းပြပြီးပြီပဋိသန္ဓေစိတ်ဆိုပဋိသန္ဓေစိတ်ဘဝင်စိတ်သုတိစိတ်19ပါးတို့သည်ထိုက်တိအားလျော်စွာကံကာမနမိတ်ဂတိနမိတ်တဘာဘာကိုအာယုံပြုနိုင်ပါသည်အဲ့ဒါကစာမျက်နှာ180မှာဒွါရဝိမုတ်စိတ်လို့လည်းဆရာပြောခဲ့တဲ့အဲ့ဒီလိုအာယုံတွေကိုပြုနိုင်တဲ့စိတ်တွေကိုအဲ့စာမျက်နှာ180မှာဖတ်ကြည့်သူကကံကာမနမိတ်ဂတိနမိတ်ကိုပဲအာယုံပြုတယ်တဲ့နမိတ်3ပါးဆိုတာဘာတွေလဲဆိုတော့သူပြုလုပ်ခဲ့တဲ့နော်ကုသိုလ်အကုသိုလ်အလုပ်တွေကိုလုပ်ခဲ့တုန်းကအကြောင်းအရာအချင်းအရာတွေပဲပေါ့အချင်းအရာတွေကိုကြည့်လိုက်တယ်ဆိုလို့ရှင်တော့ဘာတွေလဲဆိုတော့မျက်စိနဲ့မြင်တာတွေပေါ့ယူပောင်တတ္တယုံဓမ္မယုံဆိုတဲ့ဒါတွေပါပဲတဲ့ဒါပြင်မဲ့တဲ့အဲ့ဒီကံကာမနမိတ်ကိုတော့ယူပါယုံတတ္တယုံလို့မသုံးပါဘူးတဲ့ကံကာမနမိတ်ဂရိနမိတ်လို့သုံးပါတယ်တဲ့အဲ့ဒါဒီကိုဆရာတို့ကသိထားဖို့လိုတယ်ဒါကြောင့်သုတေဂာနိမှာပေါ်လာတဲ့ကံနမိတ်ကမ္မပြုလုပ်တာကိုပြောတာကမ္မနမိတ်ဆိုတာသူတေဂာနိမှာထင်လာတဲ့အကုသိုလ်ကုသိုလ်တွေပြုစဉ်တုန်းကအကြောင်းအရာအချင်းအရာတွေကိုစီကံစင်ကံနဲ့ပေါ်လာတာကိုကမ္မနမိတ်ဂရိနမိတ်ဆိုတာကရောက်ရမယ့်ဘုံဌာနတွေကိုကြိုတင်ပြီးတော့မြင်တာကိုဂရိနမိတ်လို့ခေါ်ပါတယ်တဲ့အဲ့ဒါတွေကဖတ်ရုံပဲဖတ်ပါနောက်စာမျက်နှာ181မှာတဘဝမှာတူညီတော့စိတ်သုံးပါဆိုတာပြောပြပါပြီအဲ့ဒီဥစ္စာလေးတော့ကြက်ထားရမယ်တဘဝ၌ပဋိသန္ဓေစိတ်ဘဝင်စိတ်သုတိစိတ်တို့ဒီတဘဝ၌တူညီကြသည်အဲ့ဒါလေးပဲမှတ်ထားနော်တဘဝမှာပရိသေစိတ်နဲ့ဘုစိတ်ကအတူပဲတဲ့ဒါကိုပြောပြတာ
နောက်ဇာမင်းနာတရားနဲ့80နဲ့နှစ်မှာတရားနဲ့80နဲ့နှစ်နော်80နဲ့မှာဆရာတို့ဒီစိတ်နဲ့အာယုံဆိုတဲ့ဥစ္စာတွေကဒါတပါးချင်းစီဆရာတို့ပြောပြတာဒါပြင်မဲ့ဒီမှာအပြည့်သမားပကိတ်အစစ်မှာဆရာတို့အဲ့ဒီအာယုံ6ပါးဟိုဒီလိုတရားကိုနဲ့တကွာသိပြီးတော့အဲ့ဒီအာယုံ6ပါးကိုအာယုံပြုတ်တဲ့စိတ်တွေ46ပါးတွေကိုသိပြီးတော့အဲ့ဒီမှာဧကအနေကလို့ခွဲတာလို့ရှိရင်ဒါလုံလောက်ပါတယ်လို့ကဲဒါကြောင့်အာရမဏသင်္ကာဟမှာ2မျိုးရှိတဲ့အထက်မှာအာယုံ6ပါးနဲ့အာယုံ4ပါးမှာအာယုံ6ပါးတော့ပြီးသွားပြီဖြစ်ပါလေလို့ပကိန်းပိုင်းမှာနံပါတ်5အာရမဏသင်္ကာဟမှာအပိုင်း2ပိုင်းပါဝင်ပါတယ်အာယုံ6ပါးနဲ့အာယုံ4ပါးတဲ့အာယုံ6ပါးကိုတော့ဆရာကနေပြီးတော့ကရှင်းနေပို့ချပြီးတဲ့အချိန်ခါမှာအဲ့ဒီအာရမဏသင်္ကာဟမှာပဲအာယုံ4မျိုးဆိုတာလည်းရှိသေးတယ်အဲ့ဒီအာယုံဆိုတာဟာအာရမဏပါဠိလိုမြန်မာလိုအာယုံအဲ့ဒီအာရမဏမြန်မာလိုအာယုံဒီစိတ်တို့ရဲ့မွေးလျော်ရာစိတ်တို့ရဲ့သိစရာလို့ရှင်းခဲ့ပါတယ်နောက်အာယုဆိုတာအာလံပနစွဲကံရတဲ့စိတ်တရားအာယုကိုစွဲကံပြီးတော့မှဖြစ်ရတဲ့အတွက်ကြောင့်အာယုမရှိစိတ်မရှိဒါကြောင့်အာယုဆိုတာအာလံပနအာယုကိုစွဲကံပြီးမှစိတ်ဖြစ်ရတဲ့အတွက်ကြောင့်အာလံပနကလည်းအာယုလို့ရှင်းနေခဲ့ပါတယ်ခုထပ်မှန်ပြီးတော့ကအဲ့ဒီအာယု၄မျိုးကိုခွဲခြားပြတဲ့နေရာမှာလည်းပဲအာယုဆိုတာကိုပါဠိဝေါဟာရနဲ့အာရမဏလို့ခေါ်တယ်အာရမဏဆိုတာစိတ်တို့ရဲ့မွေလျော်ရာတွေစိတ်တို့ရဲ့သိစရာတွေဟာအာရမဏတရားလို့ခေါ်တယ်ဒီအာရမဏတရားမှာပါဝင်တဲ့တရားတွေကလည်းတလောကလုံးမှာဘာတွေသိစရာတွေရှိတယ်လေတဲ့စိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညာဒါပါပဲဒီပိဋကတရား၅ပါးဟာဒီအာရမဏတရားတွေပါပဲဒီပိဋကတရား၅ပါးတဲ့လေဒီတဲ့ပို့ပြီးတော့သိစရာမရှိပါဘူးဒီအာရမဏလို့ခေါ်တဲ့အာယုန်ထဲမှာပါဝင်တဲ့တရားတွေကိုသိတဲ့သဘောကိုတော့အာရမဏိကတရားလို့ခေါ်တယ်အာရမဏိကဆိုတာအဲ့ဒီအာယုန်တရားတွေကိုသိတတ်တဲ့တရားလို့ခေါ်ပါတယ်အဲ့ဒီအာရမဏိကတရားကတော့စိတ်စေတသိက်ဆိုတဲ့နံတရားနှစ်ပါးပဲဖြစ်ပါတယ်ဒါကြောင့်စိတ်နဲ့စေတသိက်ကိုကြည့်လို့ရှိရင်အာယုန်ထဲမှာလည်းစိတ်စေတသိက်ပါသလိုအာရမဏိကလို့ခေါ်တဲ့အာယုံကိုတိတတ်တဲ့အထဲမှာလဲစိတ်စေတသိက်နှစ်ခုပါနေတယ်ဒါလေးသတိထားတရားနဲ့ယုတ်ကဲနိဗ္ဗာန်ကဲပြညတ်ကဲဒီသုံးမျိုးကတော့ဒီသုံးပါးကတော့အာယုံထဲမှာပဲပါပါတယ်အာယုံတက်တက်ပဲပါပါတယ်အဲ့ဒီအာယုံထဲမှာပါဝင်တဲ့တရားတွေကိုတိတတ်တဲ့စိတ်နဲ့စေတသိက်တည်းတဲ့အာယုံတစ်ခုတည်းကိုစိတ်တစ်ခုကအကုန်လုံးသိသလားဆိုတော့မသိနဲ့ဒါကြောင့်မြတ်စွာဘုရားကဆိုင်ရာအာယုံကိုဆိုင်ရာစိတ်ကပဲသိတယ်လို့ဖြစ်တဲ့အတွက်ကြောင့်ဒီအာရမဏတရားတွေကိုဆရာတို့အာယုံ6ပါးကိုခွဲခဲ့တုန်းကလည်းဒီတရား5ပါးပဲတတိထမိပါလိမ့်မယ်ယူပောင်တတ္တယုံခန္ဓာဝရတ္တယုံဖုဒ္ဓမယုံဓမ္မယုံဆိုတာလေဒီအာရမဏတရားတွေမှာပါဝင်တဲ့ဒီတရား၅ပါးကိုပဲ6မျိုးခွဲသလိုကိုအာယုံ၄ပါးကိုခွဲလို့ရှိရင်လေဒီတရား၅ပါးကိုပဲခွဲရမှာပဲဖြစ်ပါတယ်ဒီတရား၅ပါးတဲ့တ
လောကလုံးမှာသိเสียရတယ်မရှိတော့ပါဘူးရှိတဲ့တရားတယ်ဒါကြောင့်အာရမဏတရားကိုအာယုံ၄မျိုးခွဲတာလေဒီတရားပါပဲ၅ပါးတရားကိုခွဲရမှာဖြစ်ပါတယ်နောက်ဒီတရား၅ပါးကိုအာယုံ၄ပါးဘာကြောင့်ခွဲရသလဲတဲ့အာယုံတွေကိုစိတ်တစ်ခုကအကုန်လုံးမသိလို့သူ့ရဲ့အစွမ်းတတ္တိရှိတဲ့လောက်ပဲဘယ်စိတ်ကဘယ်အာယုံကိုပဲသိတယ်လို့ဒါလိုခွဲခြားပြဖို့အတွက်ဒီအာယုံကိုဒီကနေ့၄မျိုးခွဲပြအောင်မှာဖြစ်ပါတယ်အဲ့ဒီ၄မျိုးကိုဆရာတို့ပထမအဆုံးခွဲလိုက်တဲ့အချိန်ကကြတော့အာယုံ6ပါးတော့ကတော့ယူပါယုံတတ္တယုံခန္ဓာယုံဝရတ္တယုံဖောတ္တပါယုံဓမ္မယုံဆိုတာကဒါအင်မတန်လူပြောများတဲ့အတွက်ကြောင့်သုံးလုံးတဲ့အတွက်ကြောင့်ဒီအာယုံ6ပါးကတော်တော်များများလေးလည်းသိပြီမယ်လို့ခုအာယုံ၄မျိုးကိုကတော့အသုံးနည်းတဲ့အတွက်ကြောင့်ဒါပြီးတော့မှတင်တဲ့ပုံကိုယ်တွေကပဲအထူးပြုပြီးတော့သိဖို့လွယ်အပ်ပါတယ်ကဲအဲ့ဒီအာယုံ၄မျိုးဆိုတာကိုကြည့်လိုက်တော့ကာမအာယုံမဟေကုတ်အာယုံပညာအာယုံလောကုတ္တရာအာယုံနဲ့အာယုံ၄မျိုးရှိပါတယ်ကဲတင်နာတို့တင်နာသားများခဏအာရမဏတရားဓမ္မပါတဲ့အဘိဓမ္မာတရား၅ပါးကိုအာယုဖွဲ့လိုက်တော့အာယု၄မျိုးဆိုတာဘယ်အာယုတွေကိုခေါ်ပါသလဲကာမအာယုမဟေကုတ်အာယုပညာအာယုလောကုတ္တရာအာယုအဲ့ဒီလိုလေးပထမအဆုံးအာယု၄မျိုးကိုသိထားဖို့လိုပါတယ်ကာမအာယုဆိုတာကဘယ်တရားမျိုးတွေကိုကာမအာယုပါသလဲလို့ကြည့်လိုက်တဲ့အချိန်ကမှအဲ့ဒီကာမအာယုနဲ့မှာပါတဲ့တရားတွေကိုဒီမှာပြထားပါတယ်ဒီအာယု၄မျိုးထဲမှာပါဝင်တဲ့တရားတွေဟာစိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညာဒါကြောင့်မလို့ဒီဘက်မှာအပေါ်မှာဟိုးအာယုထဲမှာပါဝင်တဲ့အဘိဓမ္မာတရား၅မျိုးကိုဆရာဒီမှာခေါင်းစဉ်အနေနဲ့ရေးထားတယ်အဲ့ဒီခေါင်းစဉ်အနေနဲ့ရေးထားပြီးတော့ကာမအာယုန်နဲ့မှာပါဝင်တဲ့တရားကတော့တဲ့ကာမဝဆရစိတ်54ပါးတဲ့စေတသိက်52ပါးယုတ်28ပါးတဲ့ဒီ၃မျိုးကိုကာမအာယုန်လို့မှတ်ထားပြရမယ်ကာမအာယုန်နဲ့မှာပါဝင်တဲ့တရားဟာဒီ၃မျိုးပဲဖြစ်ပါတယ်အဲ့ဒါကိုဆရာတို့ကအာယုန်6ပါးနဲ့နှိုင်းရှင်ပြီးတော့ကြည့်လိုက်ရင်အာယု6ပါးဖွဲ့ခဲ့တုန်းကတော့ယူပါယုံဆိုတာဟာယုတ်28ပါးတဲ့ကခောစရယုတ်ထဲမှာပါဝင်တဲ့ယူပါယုံယုတ်တစ်ပါးပဲရှိတယ်ဒါပေမဲ့ကိုကာမအာယုံကိုကြည့်လိုက်မယ်ဆိုရင်ဟောစိတ်ထဲကလည်းပါတယ်စေတသိက်ထဲကလည်းပါတယ်ယုတ်ကလည်းပါတယ်ကာမအာယုံဆိုတဲ့အတွက်ကြောင့်နိဗ္ဗာန်နဲ့ပညာတော့မပါဘူးလို့မှတ်ထားမယ်ဒါကြောင့်ကာမဝဆရစိတ်54ပါးအဲ့ဒီကာမဝဆရစိတ်54ပါးမှာရှင်တဲ့စေတသိက်52ပါးယုတ်28ပါးစလုံးပါပါတယ်အဲ့ဒီ၃မျိုးကိုကာမအာယုန်နဲ့မှာပါတဲ့တရားလို့ဒါလို့တစ်ဖြတ်မှတ်လိုက်မယ်ဆိုရင်လွယ်ပါတယ်ဒီမှာနောက်ဒုတိယအာယုန်ကတော့မဟကုတ်အာယုတဲ့ဆရာတို့စိတ်တွေကိုသင်ခဲ့တော့ကယူပါဝဆရစိတ်15ပါးနဲ့အရူပဝဆရစိတ်12ပါးကိုမဟကုတ်စိတ်လို့သင်ခဲ့တယ်မဟကုတ်ဆိုတဲ့အဓိပ္ပာယ်ကမြင့်မြတ်သောစိတ်လို့မြန်မာလိုပြန်ခဲ့တယ်မဟကုတ်ဆိုတာမြင့်မြတ်တဲ့စိတ်ပဲသီလသမာဓိဆိုတဲ့သမထဘာဝနာနဲ့ပွားလို့ရတဲ့ဇန်စိတ်တွေဒါတွေကဇန်တရားတွေမဲကုတ်ဆိုတာမြင့်မြတ်တဲ့စိတ်တွေဒါရောအဲ့ဒီမဲအကုတ်အာယုဆိုတာကအဲ့ဒီမဲအကုတ်စိတ်ကိုပြောတာပါဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီမှာပြန်ကြည့်မယ်ဆိုရင်စိတ်ဆိုတာဟာအာယုထဲမှာလည်းပါတယ်ဒီမှာအာရမဏိကာထဲမှာလည်းပါတယ်ကုဋ္ဌအာယုံတရားတွေကိုဆရာတို့ကပြောနေတာဒီဘက်မှာ
အဲ့ဒီအာယုံတရားတွေကိုပြောနေတော့အဲ့ဒီစေတသိက်52ပါးစိတ်အကျင့်80ကိုအကျင့်120ပါးဟာအာရမဏတရားမှာလည်းပါတယ်လို့အာရမဏိကတရားလည်းမှာပါတယ်ဒါကြောင့်ဒါကအာယုံတွေပြောတာအာယုံတွေကိုပြောတော့ကာမအာယုံနဲ့မှာပါဝင်တာကရုပ်28ပါးစလုံးပါဝင်တယ်ကာမဝဆရစေ54ပါးပါတယ်မဟကုတ်အာယုန်နဲ့မှာပါဝင်တဲ့တရားကိုကြည့်လိုက်တော့စိတ်တွေအကုန်လုံးမဟုတ်ဘူးမဟကုတ်အာယုန်လို့ပြောတဲ့အတွက်ကြောင့်မဟကုတ်စိတ်29ပါးရှိပါတယ်ဒီ29ပါးဆိုတာယူပါဝဆရစေ15ပါးနဲ့အရူပဝဆရစေ12ပါးဒါကိုမဟကုတ်စိတ်လို့ခေါ်တယ်အဲ့ဒီမဟကုတ်စိတ်မှာရှင်တဲ့စေတသိက်က35ပါးပဲရှိတော့တယ်ဒီမှာတော့ကာမဝဆရစေ54ပါးမှာရှင်တဲ့စေတသိက်တွေကိုဆရာတို့စိတ်ကိုမူတည်၍စေတသိက်ပေါင်းများများရှင်ဒီကိုပြခဲ့တာကိုပြန်ကြည့်ရင်စေတသိက်52ပါးစလုံးဟာကာမဝဆရစေ54ပါးမှာရှင်တာကိုတွေ့ရပါလိမ့်မယ်ဒါကြောင့်ဒီကာမအာယုံမှာတော့ဟောဒီစိတ်ကာမဝဆရစေ54မှာရှင်တဲ့စေတသိက်52ပါးစလုံးကိုဒီမှာပြခဲ့ပါတယ်သို့သောမဟကုတ်စိတ်ကိုရှင်တဲ့စေတသိက်တွေကိုပြန်လဲပြီးတော့တတိထားလိုက်ရင်ဘာသွားတွေ့မလဲလို့ဆိုလို့ရှိရင်ဆရာတို့မဟကုတ်စိတ်29ပါးမှာရှင်တဲ့စေတသိက်တွေကိုကြည့်ရင်အညသမန်စေတသိက်က73ပါးအညသမန်စေတသိက်က73ပါးတောပနသာသရဏက19ပါးဝိရတိမရှင်ဘူးအပိမညာက2ပါးပဉ္စင်တရိယ1ပါးအောင်းမယ်လို့ဆိုလို့ရှိရင်ဒီမှာ35ပါးရှိပါတယ်အဲ့ဒီမဟကုတ်စိတ်တွေမှာရှင်တဲ့စိတ်တွေကိုအများဆုံးရှင်တဲ့စိတ်တွေကိုကြည့်လိုက်ရင်35ပါးရှိပါတယ်ဒါကြောင့်မလို့ဒီနေရာမှာကြတော့မဟကုတ်စိတ်29ပါးနဲ့အဲ့ဒီမဟကုတ်စိတ်29ပါးမှာရှင်တဲ့စေတသိက်ဟာ35ပါးပဲရှိလို့ဒီမှာ35ပါးလို့ဆရာပြထားပါတယ်အဲ့ဒီနှမျိုးကိုမဟကုတ်အာယုံလို့မှတ်ပြုဖြစ်ပါတယ်အဲ့ဒီမဟကုတ်အာယုံထဲမှာကြတော့စိတ်ဖြစ်တဲ့အတွက်ကြောင့်ရုပ်တွေလည်းမပါတော့ဘူးနိဗ္ဗာန်လည်းမပါဘူးပညာလည်းမပါဘူးဒါကြောင့်မဟကုတ်အာယုံထဲမှာပါဝင်တဲ့တရားဟာဘယ်တရားမျိုးပါလဲလို့ဆိုရင်မဟကုတ်စိတ်29ပါးနဲ့အဲ့ဒီမဟကုတ်စိတ်29ပါးမရှိနဲ့စေတသိက်35ပါးကိုလည်းကိုယ်ကသိထားဖို့လိုပါတယ်အညသမန်စေတသိက်73ပါးတောပနသာသရဏ19ပါးအပိမညာ2ပါးပဉ္စင်တရိ1ပါးပေါင်း35ပါးဖြစ်ပါတယ်နောက်ပညာအာယုံနဲ့ပညာဆိုတာကဒီနေရာမှာအနိနာမဝေါဟာရလောကနေဘယ်မှာလောကလူသားတွေသိဖို့အတွက်အမည်တွေနာမတွေပေးဖို့လိုအပ်ပါတယ်အဲ့ဒီအမည်နာမတွေပေးဖို့လိုအပ်တဲ့ချိန်ကကြတော့လူချင်းတူပေမဲ့လို့ဒီလူကတော့အမျိုးသမီးအမျိုးသားအမျိုးသမီးချင်းတူပေမဲ့လို့အမျိုးသမီးတွေအမျိုးသားတွေကများစွာမှရှိတယ်ဆိုတဲ့အတွက်ကြောင့်ဟောမောင်ပါတို့မဖြူတို့ဆိုတဲ့အမည်တွေကိုလည်းပဲကိုကပေးဖို့လိုအပ်ပါသေးတယ်အဲ့ဒါလိုအမည်နာမဝေါဟာရတွေဟိုပညာလို့ဆရာတို့သင်ခဲ့ပြီးဖြစ်ပါတယ်အဲ့ဒီပညာတစ်ခုတည်းကိုအာယုံပြုတဲ့ဆိုတာဘယ်လိုလဲတဲ့အဘိဓမ္မာတရား၅ထဲမှာကြည့်လိုက်တော့ပညာတစ်ပါးတဲ့ဒီမှာဟောဒါကြောင့်မလို့ပညာအာယုံဆိုတာအာယုံထဲမှာပညာအာယုံပေါ့ဒီမှာတစ်ခုပဲရှိပါတယ်နောက်လောကုတ္တရာအာယုံနဲ့လောကုတ္တရာအာယုံဆိုတာကတော့ရှင်းပါလေလောကုတ္တရာစိတ်၈ပါးတဲ့ဒီမှာပြထားတယ်လောကုတ္တရာစိတ်၈ပါးပြီးတော့အဲ့ဒီလောကုတ္တရာစိတ်၈ပါးမှာရှင်းတဲ့စေတသိက်36ပါးနောက်နိဗ္ဗာန်ကတစ်ပါးဒီ၃မျိုးကိုလောကုတ္တရာအာယုံလို့ခေါ်ပါတယ်ကဲလောကုတ္တရာ
အာယုန်ထဲမှာပါတဲ့ဆရာတို့ဒီစိတ်ကလောကုတ္တရာစိတ်၈ပါးဆိုတော့အဲ့ဒီလောကုတ္တရာစိတ်၈ပါးမှာရှင်တဲ့စေတသိက်တွေကိုဆရာတို့ကြည့်မယ်ဆိုလို့ရှိရင်လောကုတ္တရာစိတ်မှာရှင်တဲ့စေတသိက်တွေဟာအညတမစေတသိက်73ပါးရှင်ပါတယ်သောဗနတာသရဏ19ပါးရှင်ပါတယ်နောက်ဝေရတိ3ပါးပြန်ရှင်ပါတယ်အပိမညာ2ပါးမရှင်ပါဘူးပင်ငိမ့်တရေ1ပါးရှင်ပါတယ်အဲ့ဒါကိုပေါင်းလိုက်မယ်လို့ဆိုလို့ရှိရင်36ပါးရှိပါတယ်ဒါကြောင့်လောကုတ္တရာစိတ်10ပါးအဲ့ဒီလောကုတ္တရာစိတ်10ပါးမှာရှင်တဲ့စေတသိက်36ပါးဟာလောကုတ္တရာအာယုန်ပဲဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်စိတ်ဆိုတာအာယုန်ထဲမှာလည်းပါတယ်ခုအာယုန်တွေကိုပြောနေတာအာယုန်ထဲမှာလည်းပါပါတယ်ဒါကြောင့်လောကုတ္တရာစိတ်10ပါးနဲ့အဲ့ဒီလောကုတ္တရာစိတ်10ပါးမှာရှင်တဲ့စေတသိက်36ပါးနောက်နိဗ္ဗာန်1ပါးအဲ့ဒီ3မျိုးကိုလောကုတ္တရာအာယုန်လို့ဆရာတို့ကဒီလိုလေးဒီမှာမှတ်ထားဖို့ဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာအာယုန်ကိုဖွဲ့လိုက်တဲ့အချိန်ခါမှာ4မျိုးပြည့်သွားပြီဖြစ်ပါတယ်ဒီကနေ့ဆရာတင်တာကဒီအဘိဓမ္မာတရား5ပါးတဲ့ဟိုအာယုန်4မျိုးဖွဲ့ပြီးတော့အဲ့ဒီအာယုန်4ပါးကိုအာယုန်ပြုတဲ့စိတ်တွေကိုခွဲခြားပြီးတော့အာယုန်နဲ့စိတ်နဲ့တွဲပြတော့မှဖြစ်ပါတယ်အဲ့လိုတွဲပြတဲ့အချိန်ခါမှာကာမအာယုန်နဲ့မဟေကုအာယုန်နဲ့ပညာအာယုန်လောကုတ္တရာအာယုန်နဲ့ဒီအာယုန်4မျိုးရှိတဲ့အချိန်ခါမှာစိတ်တွေရဲ့အစွမ်းတတ္တိကအဲ့ဒီအာယုန်4ပါးတဲမှာကာမအာယုန်တစ်ခုတည်းကိုပဲအာယုန်ပြုနိုင်တယ်မဲကုအာယုန်တစ်ခုတည်းကိုပဲအာယုန်ပြုနိုင်တယ်ပညာအာယုန်တစ်ခုတည်းကိုပဲအာယုန်ပြုနိုင်တယ်အဲ့လိုအာယုန်တစ်ခုတည်းကိုပဲအာယုန်ပြုနိုင်တာကိုဧကံလို့ခေါ်ပါတယ်နော်ဆရာတို့အဘိဓမ္မာဝါဒမှာဧကန္တဆိုတာဧကံဧကံဆိုတဲ့အဓိပ္ပာယ်ကဧကန္တတစ်ခုတည်းကိုပဲအာယုန်တစ်ခုတည်းကိုပဲသူသိတာအာယုန်ပြုနိုင်တယ်ဆိုတာသိတာကိုပြောတာအာယုန်ပြုတယ်ဆိုတော့အဲ့ဒီအာယုန်ကိုသိတာစားလို့ဆိုလို့ရှင်လဲအာယုန်ပြုတယ်ဆရာတို့နားလည်အောင်ပြောမယ်ဆိုရင်အာယုန်ကိုသိတယ်ဥပမာဆိုရင်ကာမအာယုန်တစ်ခုတည်းကိုပဲသိတဲ့စိတ်ဒီ25ပါးပြန်တဲ့မဲကုတ်အာယုန်ပညာအာယုန်လောကုတ္တရာအာယုန်ကိုဒီ25ပါးကမသိနိုင်ပါဘူးဒီတစ်ခုတည်းကိုပဲသူသိတယ်ဒါဧကံလို့ခေါ်တယ်ဒါဒီ25ပါးဒီကာမအာယုန်တစ်ခုတည်းကိုအာယုန်ပြုနိုင်တဲ့သိတဲ့အတွက်ကြောင့်သူ့ကိုဧကံနောက်မဲကုတ်အာယုန်ကိုအာယုန်ပြုနိုင်တဲ့စိတ်က6ပါးရှိတယ်ဒီ6ပါးသောစိတ်တွေကြတော့ကာမအာယုန်ကိုလည်း तू မသိဘူးပညာအာယုန်ကိုလည်း तू မသိဘူးလောကုတ္တရာအာယုန်ကိုလည်းမသိဘူးကြံတဲ့အာယုန်3မျိုးကိုမသိဘူး तू ကမဲကုတ်အာယုန်တစ်ခုတည်းကိုပဲ तू ကအဲ့ဒီစိတ်ဖြစ်နေရင်သိတော့ဒါကြောင့် तू ကိုဧကံလို့ခေါ်တယ်ဧကံ6ပါးမဲကုတ်အာယုန်တစ်ခုတည်းကိုပဲအာယုန်ပြုနိုင်လို့ဧကံလို့ခေါ်တယ်နောက်ပညာအာယုန်ကိုအာယုန်ပြုနိုင်တဲ့စိတ်က20ပါးလို့ဒီမှာပြထားတယ်အဲ့ဒီ20ပါးသောစိတ်တွေကတော့တဲ့ကာမအာယုန်မဲကုတ်အာယုန်လောကုတ္တရာအာယုန်ဆိုတဲ့3မျိုးကိုမသိဘူးသူကပညာအာယုန်တစ်ခုတည်းကိုပဲသူကသိတယ်ဒါဧကံလို့အာယုန်တစ်ခုတည်းကိုဒါသိတဲ့စိတ်ကိုဧကံ20ပါးနောက်လောကုတ္တရာအာယုန်ကိုဧကံပြုနိုင်တဲ့စိတ်က10ပါးရှိပါတယ်10ပါးရှိပါတယ်အဲ့ဒီလောကုတ္တရာအာယုန်ကိုတစ်ခုတည်းကိုပဲသူကဒီ10ပါးသိတယ်ကျန်တဲ့ပညာအာယုန်မဲကိုအာယုန်ကာမအာယုန်ဆိုတဲ့ကျန်တဲ့အာယုန်3မျိုးကိုသူကမသိနိုင်ပါဘူးတနည်းအားဖြင့်အာယုန်မပြုနိုင်ပါဘူးဒါကြောင့်အဲ့ဒါကိုဆရာတို့ကခွဲလိုက်တော့
ဒီက25ပါးရဲ့ဒီ6ပါးရဲ့20ပါးရဲ့10ပါးရဲ့ဆိုတဲ့စိတ်တွေဒီအာယု၄ပြားတဲ့မှာဆိုင်ရာအာယုတစ်ခုဒီကိုပဲသိတဲ့အတွက်ကြောင့်သူ့ကိုဧကံလို့အဲ့လိုလေးသဘောပေါက်ဖို့ဖြစ်ပါတယ်အဲ့ဒီဧကံဆိုတာကအာယု၄ပါးကိုဆိုင်ရာအာယုတစ်ခုတည်းကိုဒါသိတဲ့စိတ်တွေဧကံလို့မှတ်ပြီးလို့ရှိရင်ဒီကာမအာယုကိုတစ်ခုတည်းကိုသိတဲ့ဒီ25ပါးဟာဘယ်သူတွေလဲအဲ့ဒါကိုတော့ဆရာတို့သင်ခဲ့ပြီးတဲ့ ဒွါရသင်္ဃဟနဲ့ကြည့်လိုက်လို့ရှိရင်စာကြည့်ရတာအင်မတန်လွယ်ပါတယ်ဒီ25ပါးကို ဒွါရသင်္ဃဟနဲ့ဆရာတို့ကကြည့်လိုက်တော့စိတ်တို့ရဲ့ဒွါရသင်္ဃဟမှာသူ့ရဲ့စိတ်အစဉ်ကဒီဘက်ကပိစ္ဆရာဒဝဆံပြီးတော့စိတ်ကိုဝိညာဉ်သောတာဝိညာဉ်ခန္ဓာဝိညာဉ်ဝိညာဉ်ကာယဝိညာဉ်တံပရိစ္ဆန်တံကြရဏဝုဒ္ဓောသောတရာယဆရာတို့ဒွါရသင်္ဃမှာသင်ခဲ့တယ်အဲ့ဒီဒွါရသင်္ဃနဲ့ပြလိုက်တော့ဆရာကဒီကာမအာယုံကိုအာယုံပြုနိုင်တဲ့စိတ်ကိုခန္ဓာနဲ့ရေးမယ်မပြုနိုင်တဲ့စိတ်တွေကိုဆရာကဝက်လက်ချန်ထားမယ်ပြုနိုင်တဲ့စိတ်ကိုပဲရေးလိုက်တော့ဟောပိစ္ဆရာဒဝိဇ္ဇန်စိတ်တစ်ပါးတံပရိစ္ဆန်စိတ်တစ်ပါး3ပါးအဲ့ဒါကမနောဓာတ်3ပါးနော်ဒီစိတ်3ပါးကိုမနောဓာတ်လို့ခေါ်တယ်ဒါကြောင့်စာအုပ်ထဲမှာမနောဓာတ်လို့ခေါ်ရင်အဲ့ဒီပိစ္ဆရာဝိဇ္ဇန်စိတ်တစ်ပါးနဲ့တံပရိစ္ဆန်စိတ်2ပါးကိုဆိုလိုတယ်လို့အလိုလိုသိဖို့လိုပါတယ်နောက်ဒါကဒွေပိစ္ဆဝိညာဉ်10ပါး30နဲ့3နဲ့ပေါင်းလိုက်တော့73နောက်ဇောတဲ့ကဆရာတို့ဒီဒွါရသင်္ဃဟမှာပြခဲ့တော့ကဇော55ပါးပြခဲ့တယ်ဇော55ပါးပြတဲ့ထဲမှာညာဘက်ကကရိယာတွေဘယ်ဘက်ကကုသိုလ်တွေဇောထဲမှာဝိပဿနာတွေမပါဘူးလို့ဒွါရသင်္ဃဟမှာအကျဉ်းချင်းပြခဲ့တဲ့အတွက်ကြောင့်ဒီလိုသောမနတတက်ခါဟတိတုပ္ပစိတ်နေရာဖြစ်ပါတယ်ဒါလေးကိုကြည့်လိုက်တာနဲ့ဇောဟာသူ့နေရာမှာဟတိတုပ္ပစိတ်တပါနောက်တရားရုံအောက်မှာရှိတဲ့ဥစ္စာတွေကိုကိစ္စသင်္ဃဟဒွါရသင်္ဃဟတော့ကကြည်အောင်တင်ထားပြီဆိုတဲ့အတွက်ကြောင့်တရားရုံထဲမှာပါဝင်တဲ့စိတ်ဟာမဟာဝိပဿနာစိတ်7ပါးနဲ့တန်တိရဏစိတ်3ပါးဒါကြောင့်ဆရာကဒီတန်တိရဏစိတ်ကိုဒီမှာမရေးတော့ဘူးတရားရုံနဲ့ပဲပြလိုက်တော့တယ်တကယ်တော့တန်တိရဏစိတ်3ပါးနဲ့ဒီ3ပါးအတူပါပဲသို့တော့တန်တိရဏမှာလည်းရေးမယ်ဒီမှာလည်းရေးမယ်ဆိုတော့စိတ်တွေထပ်နေမှာဆိုလို့ဒါကမဟာဝိပဿနာစိတ်7ပါးတန်တိရဏစိတ်3ပါးပေါင်းလိုက်ရင်7ပါးရှိပါတယ်ဒါကြောင့်ဒီဘက်က73ရဲ့တစ်ကဲပေါင်းတော့14နဲ့17နဲ့ပေါင်းတော့25ပါးရပါတယ်ဒါကြောင့်ဆရာတို့ဒီအာရမဏသင်္ဃဟမှာပြတဲ့ချိန်ကမှာအာယုံ6ပါးကိုဖွဲ့တော့ကအဲ့ဒီအာယုံထဲမှာပါဝင်တဲ့တရားကိုစာမေးပေါ်မှာပေးလိမေတ္တာရှိပါတယ်ဥပမာဆိုလို့ရှိရင်ဒီဖွတ်တဘာယုံဆိုတာဟာဘယ်လိုတရားမျိုးကိုဖွတ်တဘာယုံခေါ်တယ်လဲလို့အာယုံ6ပါးတုန်းကပထဝီရဲ့တေဇောရဲ့ဝါယောရဲ့အဲ့ဒီမဟာဗုဒ္ဓယုံ3ပါးကိုဒါဖွတ်တဘာယုံလို့ခေါ်ပါတယ်နောက်ဓမ္မယုံထဲမှာပါဝင်တဲ့တရားတွေဟာဘယ်လိုတရားမျိုးပါလဲဆိုလို့ရှိရင်ပတ္တာရယုံ5ပါးဒုက္ခမယုံ16ပါးစိတ်89တပါးစေတသိက်တရား52ပါးပညာတပါးနိဗ္ဗာန်တပါးပေါင်း96ပါးတော့တရားတွေကိုဓမ္မယုံလို့ခေါ်တယ်လို့အဲ့ဒီအာယုံထဲမှာပါဝင်တဲ့တရားမျိုးကိုမေးတတ်ပါတယ်ဒါပေမဲ့ဒီအာယုံ4ပါးကိုဆရာတို့မေးတဲ့အချိန်ခါမှာဒီကာမအာယုံထဲမှာပါဝင်တဲ့ဒီအာယုံမျိုးကိုမေးခဲ့တယ်မဲကုတ်ထဲမှာပါဝင်တဲ့အာယုံပိ
ညာထဲမှာပေါင်းတဲ့အာယုံလောကုတ္တရာအာယုံထဲမှာပေါင်းတဲ့အာယုံဆိုတဲ့ဒီအာယုံတရားကိုမေးခဲ့ပြီးတော့အဲ့ဒီကာမအာယုံကိုဧကံအာယုံပြုတဲ့စိတ်ကဘယ်စိတ်လဲမဟေကုတ်အာယုံကိုအာယုံပြုတဲ့စိတ်တွေကဘယ်စိတ်လဲဒီ6ပါးပညာကိုပဲအာယုံပြုနေတဲ့စိတ်က22ပါးလောကုတ္တရာအာယုံကိုပဲအာယုံပြုနေတဲ့စိတ်10ပါးဆိုတော့ဒီစိတ်ကိုဒါအများအပြည့်မေးလိမ့်မိတာရှိပါတယ်အာယုံ4ပါးတဲ့မှာဒါကြောင့်မလို့မိမိတို့ဒီအာယုံ4ပါးကိုလေ့လာတဲ့အချိန်ခါမှာအာယုံကာမအာယုံဆိုတဲ့သဘောတရားကိုလေအပြည့်ဓမ္မလေ့လာသူတခုအနေနဲ့ဒီကာမအာယုံထဲမှာပေါင်းတဲ့အာယုံတွေကိုတိတိကျကျဒီမှာလည်းသိထားဖို့လိုပါတယ်ဒါကတကယ်သိထားဖို့လိုပါတယ်ပြီးတော့အဲ့ဒီကာမအာယုံတစ်ခုတည်းကိုသိတဲ့စိတ်တွေဘယ်စိတ်တွေလဲဆိုတာကိုလည်းဒီစိတ်တွေကိုစနစ်တကျလေ့လာထားဖို့လိုပါတယ်အဲ့တော့ခုကာမအာယုံတစ်ခုတည်းကိုတဲ့အာယုံပြုနိုင်တဲ့စိတ်25ပါးရှိတယ်တဲ့အဲ့ဒီ25ပါးတော့စိတ်တွေဟာဘယ်စိတ်တွေလဲလို့ဟိုကသိဖို့လိုပါတယ်တပါးချင်းအဲ့ဒါကိုဆရာတို့ကဒွါရသင်္ဃဟနဲ့ပြမယ်ဒီမှာဒွါရသင်္ဃဟနဲ့ပြလိုက်တဲ့ချိန်ကျတော့ဒွါရသင်္ဃဟကိုပြခဲ့တုန်းကပိစ္ဆရာဒဝဇံစေကုဝိညာဉ်သောတာဝိညာဉ်ကာနဝိညာဉ်ဇေဝဉ္ကာယဝိညာဉ်ပြီးတော့တံပဋိဆိုင်တန်ဇရဏဝုထောသောတရာယုလို့စိတ်တို့ရဲ့အစဉ်ကိုအဲ့လိုပြခဲ့တယ်ဒါကြောင့်အဲ့ဒီဒွါရသင်္ဃဟပုံစံလေးနဲ့ပြတဲ့နေရာမှာဆရာကဒီကာမအာယုံကိုအာယုံပြုနိုင်တဲ့စိတ်ကိုခဏနဲ့ရေးပြပြန်ဒီအာယုံကိုအာယုံမပြုနိုင်တဲ့စိတ်ကိုတော့ဆရာကမရေးတော့ဘူးအဲ့ဒါလို့ဆိုရင်ဒီအားလေးကအင်မတန်ရှင်းပါတယ်စာကိုအလော့ပြည့်ရမယ်အစားဒီလိုကြည့်လိုက်တဲ့ချိန်ကကြတော့ဒီ25ပါးသောစိတ်တွေဘယ်လိုလဲဆိုရင်တဲ့ပိစ္ဆရာဒဝဇံစိတ်က1ပါးတံပဋိဆိုင်စိတ်က2ပါးအဲ့ဒီ3ပါးကိုမနောတတ်လို့ခေါ်ပါတယ်တဲ့မနောတတ်ဆိုတာဒီစိတ်3ပါးကိုပြောတာအဲ့ဒီမနောတတ်နောက်ဒွေပစ္စဝိညာဉ်10ပါးနောက်ဇောမှာဆိုရင်ဒွါရသင်္ဃာတော့ကဇော55ပါးကိုပြခဲ့ပါတယ်အဲ့ဒီဇော55ပါးကိုပြခဲ့စဉ်တုန်းကဟောဒီသောမနတတစ်ဆိုတာဟတ္တိတုပ္ပစိတ်ဘာဖြစ်လို့လဲဆိုလို့ရှင်ဒီဇောတိုင်းရဲ့ညာဘက်ကကရိယာစိတ်တွေဇောတိုင်းရဲ့ဒီဘက်ကကုသိုလ်စိတ်တွေဝိပဿစိတ်ဆိုတာဇောမှာမပါဘူးဒါကြောင့်ဒီသောမနတတစ်ဆိုတာဟတ္တိတုပ္ပစိတ်ကိုပြောတာနောက်တရာယုံစိတ်တရာယုံလို့ဆိုတာနဲ့တပြိုင်နက်တည်းဆရာတို့ကိစ္စသင်္ဃဟဒွါရသင်္ဃဟတော့ကဆရာတို့ကြည်အောင်သင်ခဲ့တဲ့ချိန်ကတရာယုံထဲမှာပါဝင်တဲ့စိတ်က7ပါးရှိပါတယ်မဟာဝိပဿစိတ်တန်ကြရဏစိတ်3ပါးဒီတန်ကြရဏစိတ်ဆိုတာဟာအာရိစိတ်ထဲမှာပါတယ်ဟောဒီမှာတန်ကြရဏစိတ်3ပါးဒီ3ပါးကိုပြောခဲ့တာဒီဘက်ကဥပ္ပခတန်ကြရဏစိတ်2ပါးသောမနတတန်စိတ်2ပါးအဲ့ဒီ3မျိုးဟာဒါကိုပြောဆိုလိုခြင်းဖြစ်ပါတယ်7ပါးပေါင်းလိုက်လို့ရှိရင်အဲ့ဒီ25ပါးရှိပါတယ်အဲ့ဒီ25ပါးသောတဲ့စိတ်တွေဒီတဲ့ဟောဒီကာမအာယုန်ဒီဟူသောကာမဝဆရစိတ်54ပါးစေတသိက်52ပါးယုံ28ပါးကိုသိပါတယ်တဲ့အာယုန်ပြုနိုင်ပါတယ်တဲ့ဒါပေမဲ့ဒီ25ပါးသောစိတ်တွေဟာမဲကုတ်အာယုံပညာအာယုံလောကုတ်တရားအာယုံဆိုတဲ့ကျန်တဲ့အာယုံ3မျိုးကိုတော့ तू မသိပါဘူးတဲ့အာယုံလည်းမပြုတ်နိုင်ပါဘူးတဲ့ဒါကြောင့်ကာမအာယုံတစ်ခုတည်းကိုဒါအာယုံပြုတ်နိုင်တဲ့အတွက်ကြောင့်သူ့ကိုဧကံ25ပါလို့ဆရာတို့ဒီလိုအဘိဓမ္မာဩဝါဒနဲ့ခေါ်ပါတယ်ကာမအာယုံတစ်ခုတည်းကိုဒါအာယုံပြုတ်နိုင်တဲ့စိတ်25ပါဟောဒါကာမအာယုံဒီစိတ်နဲ့တွဲပြီးတော့ဒီလိုလေးကြည့်မယ်ဆိုရင်အင်မတန်လွယ်ကူတာကိုတွေ့ရပါလိမ့်မယ်။နောက်မဟေကုတ်အာယုံနဲ့မဟေကုတ်အာယုံဆိုတာက
မဟဲကုတ်စိတ်ကိုပြောတာမဟဲကုတ်အာယုံဆိုတာစိတ်တစ်ခုတည်းပဲပါတယ်ဒီအာယုံထဲမှာဒီမှာကြည့်မဟဲကုတ်စိတ်29ပါးနဲ့35ပါးမဟဲကုတ်စိတ်29ပါးမှာရှင်းတဲ့ဆရာတို့စေတသိက်35ပါးအဲ့ဒီမဟဲကုတ်စိတ်ကိုတစ်ခုတည်းကိုတာအာယုံပြုတ်နိုင်တဲ့စိတ်က6ပါးရှိတယ်တဲ့အဲ့ဒီ6ပါးရှိတယ်လို့ဆိုတော့ဒါကိုဆရာတို့ဘယ်စိတ်ကိုဆိုလိုတယ်လဲဆိုတာကိုစိတ်ကိုဆရာတို့ကြည့်လိုက်လို့ရှိရင်ဘာသွားတွေ့တယ်လဲလို့ဆိုလို့ရှိရင်ဒီစိတ်တွေကိုသင်ငယ်တော့ကဒီယူပါဝဆရစိတ်အရူပဝဆရစိတ်တွေကိုဆရာသင်ခဲ့တော့ငါဘယ်လိုသင်ခဲ့လဲဆိုတော့ယူပါဝဆရစိတ်ကိုဆရာတို့ကဥပမာနဲ့ပထဝီကတိုင်းနဲ့ရအောင်ကျင့်တဲ့နေရာမှာဇိုင်းက5ပါးဆိုတဲ့ဝိတကေဝိစာရယေပိတိဒုက္ခဧကဂရဆိုတဲ့ဇိုင်းက5ပါးနဲ့ကျင့်ရတယ်ဆရာအဲ့လိုပြောခဲ့တယ်ဒါယူပါဝဆရစိတ်15ပါးတော့ကအဲ့တော့ဒီပထဝီကတိုင်းရဲ့နမိတ်ကြီးကိုအာယုန်ထဲမှာပေါ်လာတာကိုစိတ်ကိုငြိမ်အောင်ထားလို့လိုက်တဲ့ချိန်ကတော့ဒီပထဝီဆိုတဲ့ပညာဆိုတဲ့ကတိုင်းပေါ်မှာနော်ပထဝီဆိုတဲ့ကတိုင်းပေါ်မှာပညာကတိုင်းပေါ်မှာစိတ်တွေတည်ငြိမ်သွားပြီဆိုရင်ဒါဇံရတယ်ဒါကြောင့်ဝိတ္တဝိဇာရပိတိဒုက္ခဧကဂရဇံ5ပါးနဲ့တကွာဖြစ်တော့ပထမဇံကုသိုလ်စိတ်ဝိပဿနာကရိယာစိတ်ဆိုတာဒီပထဝီကတိုင်းပညာကြီးကိုပဲအာရုံပြုလိုက်တယ်ဒုတိယအဆင့်ကိုတက်ချင်ရင်ဝိစာရပိတိဒုက္ခဧကဂရဆိုတော့ဝိစာရကဇံ4ပါးနဲ့ပဲမှာတော့တယ်ဝိတ္တမလို့တော့ဒုတိယဇံမှာတိုးတော့အာယုံကတော့ဒီအာယုံပဲမပြောင်းဘူးတတိယဇံကိုတက်ချင်တော့ပိတိဒုက္ခဧကဂရဆိုတဲ့ဇံ3ပါးပဲလို့တော့တယ်ဝိတ္တနဲ့ဝိစာရမလို့တော့တိုးတော့အာယုံကတော့ဒီပထဝီကတိုင်းပညာအာယုံပဲနောက်စတုဒ္ဒဇံကိုတက်ချင်ဒုက္ခဧကဂရဝိတ္တတွေဝိဇာရတွေပိတိတွေသူမှမဖြစ်တော့ဘူးဇိုင်းက2ပါးနဲ့ကျင့်ရတယ်စတုဒ္ဒဇံပင်စမဇံကိုကျင့်ခြင်းတော့ဥပေက္ခဧကဂရနဲ့ဇိုင်းက2ပါးနဲ့ကျင့်တော့ယူပါဝဆရစိတ်15ပါးရသွားရောဒီယူပါဝဆရစိတ်15ပါးတော့စိတ်တွေကိုဆရာတို့ကြည့်မယ်ဆိုရင်သူကပထဝီဆိုတဲ့ပညာကြီးကိုကြည့်ပြီးတော့ကျင့်လို့ရတာဒီ15ပါးဒီပထဝီဆိုတဲ့ပညာကြီးပထဝီဆိုတဲ့ဒီမြေကြီးကိုအငယ်ဆုံးတထွားနဲ့လေးလေးတဲ့အကြီးဆုံးကောက်တလင်းတော့ပြီးပြီးတော့ကျင့်လို့ရတဲ့စေရတာပညာကြီးအာယုကြည့်ပြီးတော့ဒီပထဝီကတိုင်းပညာကြီးကိုအာယုပြုလို့ကျင့်တာဒါကြောင့်ယူပါဝဆရစိတ်15ပါးထဲမှာမဟဲကုတ်စိတ်ကိုအာယုပြုပြီးတော့စိတ်ကတခုမှမပေါ့ဒီ15ပါးစလုံးဟာဒီပထဝီဆိုတဲ့ပထဝီကတိုင်းပညာကြီးကိုအာယုပြုပြီးတော့စိတ်ဖြစ်တဲ့အတွက်ကြောင့်မဟဲကုတ်စိတ်ကိုအာယုပြုပြီးတော့ကျင့်တဲ့စိတ်ဒီယူပါဝဆရစိတ်ထဲမှာမရှိကဲတော့အရူပဝဆရစိတ်12ပါးကိုဆရာတို့ကဒီမှာပြထားတယ်အရူပဝဆရစိတ်12ပါးအရူပဝဆရစိတ်12ပါးကိုဘယ်လိုကျင့်ရလဲတဲ့ပင်စမဇံကိုရပြီးမှကျင့်လို့ရတယ်ဒါကြောင့်အရူပဝဆရစိတ်12ပါးကိုပင်စမဇံထဲမှာဆရာတို့ထည့်ခဲ့တယ်ဘာလို့ဥပေက္ခဧကဂရကြီးတူလို့ဇိုင်းငါချင်းတူလို့ဒီ12ပါးစလုံးကိုပင်စမဇံအုပ်စုထဲမှာဆရာတို့ထည့်လိုက်တယ်။ဒါကြောင့်မလို့မဲကုတ်စိတ်29ပါးကိုအနစ်ချုပ်လိုက်ရင်ပထမဇံ3ပါးဒုတိယဇံ3ပါး
တတိယဇန်3ပါးစတုတ္ထဇန်3ပါးပင်စမဇန်15ပါးလို့ဆရာတို့တရုပ်ခွဲခဲ့တယ်နော်အဲ့တော့အရူပဝဆရာစိတ်ကိုဆရာတို့ကြည့်တဲ့ချိန်မှာကြတော့ပင်စမဇန်ကိုသူကရပြီးတဲ့ပုဂ္ဂိုလ်ကြတော့ဒီအရူပဝဆရာစိတ်ကိုကျင့်တဲ့ချိန်ခါမှာဘယ်လိုသွားတွေ့ရတယ်လဲဆိုတော့ပထဝီကတိုင်းကိုပြည့်စင်တော့ဒီပထဝီကတိုင်းနမိတ်ကြီးပဲပေါ်နေမယ်ပေါ်နေတော့အဲ့ဒါကိုဖြောက်ရမယ်တဲ့ဖြောက်လိုက်တဲ့အချိန်ကကြတော့အရူပဝဆရာဇံကိုတက်ချင်တော့သူ့ရဲ့အာယုန်ထဲမှာအာကာသဆိုတဲ့ပညာကြီးပေါ်လာတယ်အဆုံးအပိုင်းချမ်းမရှိတဲ့အာကာသကြီးအာယုန်ထဲမှာပေါ်လာတယ်အဲ့ဒီအာကာသကြီးကိုအဆုံးပိုင်းမရှိတဲ့အာကာသပညာကြီးကိုပေါ်မှာစိတ်ကိုငြိမ့်အောင်တိအောင်ထားလို့ရတဲ့ဇံကိုအာကာသနိစ္စယရဏတဲ့အာကာသနိစ္စယရဏဇံလို့ခေါ်ပါတယ်လို့သင်ခဲ့ပါတယ်နောက်တစ်စစ်တဲ့ချင်းကကြတော့ဒီအာကာသဆိုတဲ့ပညာကြီးကပေါ်နေသေးတယ်မြတ်သူကဇာယင်္ဂါက2ခုပဲရှိတယ်ဒီအာကာသပညာကြီးကိုကျင့်ခဲ့တုန်းကလည်းဥပေက္ခဧကဂရဇာယင်္ဂါ2ပါးနဲ့ပဲကျင့်ခဲ့တယ်ဒီအာကာသကြီးပဲပေါ်နေသေးတယ်ဆိုရင်ဒီဇံကသူကတက်လို့မရတော့နောက်သူကဘာလို့လဲအာယုံပြောင်းလိုက်ရတယ်ဘယ်အာယုံပြောင်းလိုက်တယ်ဆိုတော့သူရထားတဲ့အာကာသနိစ္စယရဏစိတ်ကိုပြန်ကြည့်တယ်ဒါလို့ဆိုရင်အာကာသနိစ္စယရဏစိတ်ဟာမဟေကုတ်စိတ်ပေါ့သူကမဟေကုတ်စိတ်ဆိုတာဒီမှာတော့ရေဘူးရပြတာပေါ့နော်မဟေကုတ်အာယုဆိုတာရေဘူးရအဖြစ်မဟေကုတ်စိတ်29ပါးနဲ့အဲ့ဒီမှာရှင်းတဲ့စေတသိက်35ပါးကိုမဟေကုတ်အာယုခေါ်တယ်လို့ဒါစိတ်အာယုကိုပဲပြတယ်ဒါပေမဲ့အသေးစိတ်လေးလာတဲ့ချိန်ကကြတော့ဒီအာကာသနိစ္စယရဏပညာကြီးကိုအာယုပြုဖို့တော့ရတဲ့အာကာသနိစ္စယရဏစိတ်ကိုပြန်ပြီးတော့ကြည့်တဲ့စိတ်ကိုဝိညာဉ်နိစ္စယရဏစိတ်လို့ဆရာတို့သင်ခဲ့တော့ဒီဝိညာဉ်နိစ္စယရဏပုဝိကတိ3ပါးသည်ဒီမဟေကုတ်စိတ်ဆိုတဲ့အာကာသနိစ္စနာစိတ်ကိုအာယုပြုလို့သူ့ကိုဆရာတို့အဘိဓမ္မာအဖြစ်မဟေကုတ်စိတ်ကိုအာယုပြုနေတယ်ဝိညာဉ်နိစ္စယရဏအဲ့ဒီမဟေကုတ်စိတ်မှာအပသူဘာကိုမှမသိဘူးသူရထားတဲ့အာကာသနိစ္စယရဏစိတ်ကိုပဲသူသိနေတော့တယ်အဲ့ဒီစိတ်ပေါ်မှာပဲအာယုတည်နေတော့တယ်အဲ့ဒါကိုမဟေကုတ်စိတ်ကိုအာယုပြုတယ်လို့ခေါ်ပါတယ်ဒါကြောင့်မဟေကုတ်စိတ်ကိုဘယ်အာယုပြုနိုင်တဲ့စိတ်ဒီဝိညာဉ်နိစ္စယရဏကုဝိကတိ3ပါးလို့ဒီမှာရေးထားတယ်ဒီပုံကိုကြည့်မှပိုရှင်းမယ်နောက်တစ်စစ်တစ်ချင်းရင် तू ကဇာယင်္ဂါက2ပါးပဲဖြစ်တဲ့အတွက်ကြောင့်ဇာယင်္ဂါကို तू ကပြောင်းလို့မရဘူးအာယုမဲ့ပြောင်းလို့ရတယ်နောက်နတ္ထိဘောပညာတဲ့ဩဒါနတ္ထိဘောပညာသူကပညာကြီးသူလည်းပညာပဲနောက်တစ်စစ်တစ်ချင်းတော့နတ္ထိဘောပညာကိုအာယုပြုရတယ်ဘာမှမရှိတဲ့ဟင်းလင်းဟာလာကြီးကိုအာယုပြုပြီးတော့ရတဲ့စိတ်ကိုအာကိဉ္စညာယရဏလို့ဆရာတို့ကသင်ခဲ့တယ်ဒီအာကိဉ္စညာယရဏစိတ်ဒီနတ္ထိဘောပညာကိုအာယုပြုပြီးတော့ရတာအာကာသနိစ္စယရဏကအာကာသပညာကြီးကိုအာယုပြုပြီးတော့ရတာဝိညာဉ်နိစ္စယရဏကြတော့သူရထားတဲ့မဟေကုတ်စိတ်ဖြစ်တဲ့အာကာသနိစ္စယရဏမဟေကုတ်စိတ်ကိုအာယုပြုပြီးတော့ရတာဒါကြောင့်မလို့ဒီမှာမဟေကုတ်အာယုကို
အာယုံပြုတ်နိုင်တယ်ဆိုတာဒီစိတ်ဖြစ်နေဒီစိတ်သုံးပါဖြစ်နေရင်အဲ့ဒီအာဂါသနိစ္စယရဏအာယုံမဲ့ပေါ်နေတော့တဲ့ဒီပြအာယုံတွေဘာမှမပေါ်တော့ဒါကြောင့်ဝိညာဉ်နိစ္စယရဏကိုဝိကတိသုံးပါသည်သူရထားတဲ့မဟကုတ်စိတ်ဖြစ်တဲ့အာဂါသနိစ္စယရဏစိတ်ကိုအာယုံပြုလို့သူ့ကိုမဟကုတ်အာယုံလို့ဒီမှာရေးထားတယ်နောက်နေဝတိညာနာတိညာတဲ့ထိတ်ဆုံးမှရှိတဲ့နေဝတိညာနာတိညာစိတ်ကြတော့သူရထားတဲ့အာကိဉ္စညာယရဏဆိုတဲ့ဇန်စိတ်ကို तू ကပြန်ပြီးတော့အာယုပြုပြီးတော့ကြည့်ရတယ် तू ကလည်းအာကိဉ္စညာယရဏဆိုတာကလည်းဒါမဲကုန်စိတ်ပဲနေဝတိညာနာတိညာစိတ်ဖြစ်နေရင်အာကိဉ္စညာယရဏစိတ်ကိုပဲ तू သိနေတယ်ဒီအာယုံတွေကိုပဲ तू တခုတည်းကိုပဲသိပြီးတော့ဖြစ်နေတဲ့အတွက်ကြောင့်နေဝတိညာနာတိညာယရဏကိုဝိကတိတော့ဟာလေတဲ့မဟကုတ်စိတ်တခုတည်းကိုအာယုပြုပြီးတော့ဖြစ်နေတာပါတဲ့စိတ်ဆိုတာအာယုမရှိစိတ်မရှိအာယုတခုကိုအာယုပြုပြီးတော့မှဖြစ်နေတော့ဒီနေဝတိညာနာတိညာဆိုတဲ့စိတ်တွေဟာဘ누구ကိုအာယုပြုပြီးတော့ဖြစ်နေတယ်ဆိုတော့သူရထားတဲ့အာကိဉ္စညာယရဏစိတ်ကိုအာယုပြုပြီးတော့ဖြစ်နေတဲ့အတွက်ကြောင့်နေဝတိညာနာတိညာယရဏကိုဝိကတိတော့ကလည်းပဲမဟကုတ်အာယုတခုတည်းကိုအာယုပြုပြီးတော့ဖြစ်နေတဲ့အတွက်ကြောင့်မဟကုတ်အာယုကိုဧကံအာယုပြုတယ်လို့ဒီလိုဆရာတို့ပြောလို့ရပါတယ်ဒါကြောင့်မလို့ဒီမဟကုတ်စိတ်ကိုအာယုပြုတဲ့စိတ်ဟာယူပါဝဇ္ဇရစိတ်15ပါးထဲမှာမရှိဘူးယူပါဝဇ္ဇရစိတ်15ပါးဒီဟောဒီပထဝီကတိုင်းပညာတစ်ခုတည်းကိုပဲအာယုပြုပြီးတော့ဖြစ်နေတဲ့အတွက်ကြောင့်ဇာယင်္ဂါတွေဒါပြောင်းသွားတဲ့အာယုကတူတဲ့အတွက်ကြောင့်ယူပါဝဇ္ဇရစိတ်15ပါးဒီပညာကိုအာယုပြုပြီးတော့ဖြစ်နေတဲ့စိတ်လို့မှတ်ရမယ်အာရူပဝဇ္ဇရစိတ်12ပါးကိုကြတော့2မျိုးကွဲသွားပြီအာဂါသနိစ္စယရဏကုဝိကတိတုံးကတော့ပညာကြီးကိုအာယုပြုတယ်အာဂါသပညာအာယုပြုလို့ဖြစ်တယ်ဒါပေမဲ့ဝိညာဉ်နိစ္စယရဏကြတော့မဟကုတ်စိတ်ကိုအာယုပြုလို့ဖြစ်တယ်အာကိဉ္စညာယရဏကြတော့နတ္ထိဘောပညာကြီးကိုအာယုပြုလို့ဖြစ်တယ်ဩပညာကိုအာယုပြုလိုက်မဟကုတ်စိတ်ကိုအာယုပြုလိုက်တော့ကြပညာကိုအာယုပြုလိုက်မဟကုတ်စိတ်ကိုအာယုပြုလိုက်ဟောဒီအရူပဝဇ္ဇရစိတ်တဘောလေးကိုဆရာတို့ကကျွမ်းရမယ်ဒီမှာနောက်နေဝတိညာနာတိညာကြတော့သူရထားတဲ့အာကိဉ္စညာယရဏမဟကုတ်စိတ်ကိုအာယုပြုပြန်ပြီသူကဒါကြောင့်အရူပဝဇ္ဇရစိတ်12ပါးကိုအာယုံကိုခွဲလိုက်တဲ့အချိန်ကကြတော့ပညာကိုအာယုပြုနိုင်တဲ့စိတ်က3ပါးဆို6ပါးမဟကုတ်စိတ်ကိုအာယုပြုနိုင်တာကဝိညာဉ်နိစ္စယရဏကိုဝိကတိ3ပါးနေဝတိညာနာတိညာကို3ပါးဆိုတော့6ပါးတဝစ်စီဖြစ်နေတယ်12ပါးမှာဒီသဘောလေးကိုဆရာတို့ကနားလည်လိမ့်မယ်ဆိုလို့ရှိရင်ဒါကြောင့်မဟကုတ်စိတ်ကိုအာယုပြုနိုင်တဲ့စိတ်6ပါးဆိုတာဟာဘယ်စိတ်တွေဖြစ်တယ်လဲလို့ဒီစိတ်တွေကိုအရူပဝဇ္ဇရစိတ်ထဲမှာပဲရှိတယ်ဘယ်ကုတ်စိတ်ကိုအာယုပြုနိုင်တာဝိညာဉ်နိစ္စယရဏကိုဝိကတိ3ပါးနေဝတိညာနာတိညာကိုဝိကတိ3ပါးလို့ဒါဆိုရင်အင်မတန်လွယ်ကူမှဖြစ်ပါတယ်လို့ဒီပုံနဲ့တိုက်ပြီးတော့ကြည့်ရင်ဒါနံပါတ်1ဘယ်ကိုအာယုပြုနိုင်တဲ့စိတ်6ပါးကိုသိသွားပြီဒီမှာ3ပညာအာယုပြုနိုင်ဆိုတာရှင်းသွားပြီဒီမှာပညာကိုအာယုပြုနိုင်တဲ့စိတ်ဆိုတာဟာယူပါဝဇ္ဇရစိတ်15ပါးပေါ့ဒီမှာဒီယူပါဝဇ္ဇရစိတ်15ပါးဆိုတာဒီပထဝီကတိုင်းပညာတစ်ခုတည်းကိုပဲအာယုပြုပြီးတော့ဒီ15ပါးဖြစ်နေတာပဲအာယုမှအပြောင်းလဲမှမရှိပဲဒါကြောင့်ယူပါဝဇ္ဇရစိတ်15ပါးဒီပညာအာယုကိုဧကံအာယုပြုတယ်ဟောဒီမှာဆိုလိုတာကယူပါဝဇ္ဇရစိတ်15ပါးဖြစ်နေတဲ့အချိန်ခါမှာဟောဒီပထဝီဆိုတဲ့ကတိုင်းနမိတ်တီကိုသိနေတော့တယ်ဒီပြင်အာယုဘာမှမသိတော့ဒီပထဝီကတိုင်းအာယုနဲ့ပဲသူကစိတ်ထဲမှာပေါ်တော့တယ်ဇေယျနဲ့ကာမအာယုမဲကုတ်အာယုလောကုတ်တဲ့အာယုမှာသူဘာမှမသိတော့ဒီပညာဆိုတဲ့ဒါတစ်ခုတည်းကိုပဲအာယုပြုလို့ဖြစ်နေတာဒါကြောင့်ပညာကိုဧကံအာယုပြုတဲ့စိတ်ကယူပါတော့15ပါးနောက်အရူပဝဇ္ဇရစိတ်တွေက
အာဂါသနိဇာယရဏဒီဟောဒီအာဂါသပညာကြီးကိုပဲအာယုပြုလို့ဖြစ်နေတာအဲ့ဒီအာဂါသနိဇာယရဏစိတ်ဖြစ်နေတဲ့အချိန်ခါမှာကာမအာယုမဲကုတ်အာယုကို तू ဘာမှမသိတော့လောကုတ္တရာဒီအာဂါသဆိုတဲ့ပညာကြီးပဲအာယုပေါ်နေပြီးတော့သူ့ကိုပဲသိနေတော့တယ်ဒါကြောင့်အာဂါသနိဇာယရဏကိုယ်ကလေး၃ပါးဒီဟောဒီအာဂါသပညာကြီးကိုအာယုပြုလို့ဖြစ်လို့သူကပညာကိုအာယုပြုတယ်လို့ခေါ်တယ်နောက်အာကိဉ္စညာယရဏဒီနတ္ထိဘောပညာကိုအာယုပြုနေတယ်ဒီမှာဒါကြောင့်အာကိဉ္စညာယရဏဇံ၃ပါးလည်းပဲနတ္ထိဘောပညာတစ်ခုတည်းကိုအာယုပြုနေတဲ့အတွက်ကြောင့်အဲ့ဒီအရူပါတွေကအာဂါသနိဇာယရဏကိုယ်ကလေး၃ပါးအာကိဉ္စညာယရဏကိုယ်ကလေး၃ပါးပေါင်း6ပါးတော့စိတ်နဲ့15ပါးနဲ့ပေါင်းတော့20ပါးဖြစ်ပါတယ်တဲ့အဲ့ဒီ20ပါးတော့ဖြစ်နေတဲ့ဖြစ်နေရင်အဲ့ဒီစိတ်တွေဟာဆိုင်ရာပညာအာယုကိုပဲသိနေတယ်တဲ့ကာမအာယုမဲကုန်ရဲ့လောကုအာယုကိုမသိတော့ပါတဲ့အဲ့တော့ဧကံအာယုပြုတဲ့စိတ်ပညာကိုဧကံတစ်ခုတည်းကိုအာယုပြုနေတဲ့စိတ်က20ပါးရှိတယ်လို့မြတ်စွာဘုရားကတလူခွဲခြားပြီးတော့ပြောပါတယ်နောက်နံပါတ်4ကတော့လောကုတ္တရာအာယုနဲ့လောကုတ္တရာစိတ်10ပါးမျက်စိ4ပါးဘိုးစိတ်4ပါးနောက်အဲ့ဒီစိတ်မှာရှင်တဲ့စေတသိက်36ပါးနောက်နိဗ္ဗာန်1ပါးဒီ3မျိုးဟာလောကုတ္တရာစိတ်မှာအာယုပြုနိုင်တယ်နိဗ္ဗာန်ကိုလောကုတ္တရာစိတ်မှာသိတယ်တောင်နိဗ္ဗာန်ဒီလောကုတ္တရာအာယုကိုယ်မှာလောကုတ္တရာစိတ်တွေမျက်စိတွေဘိုးစိတ်တွေကိုယ်မှာဖြစ်သလားမဖြစ်ဘူးလားလို့ဆိုရင်လောကုတ္တရာစိတ်ကမှကိုရထားတဲ့မျက်စိဘိုးစိတ်ကိုသိတယ်သူကဒါကြောင့်လောကုတ္တရာစိတ်10ပါးဒီဘယ်သူကိုပဲအာယုပြုနိုင်တယ်အဲ့လောကုတ္တရာစိတ်10ပါးဖြစ်နေတဲ့အချိန်ခါမှာကာမအာယုမဲကုတ်အာယုပညာအာယုဆိုတာသူမသိတော့နိဗ္ဗာန်ကိုပဲသိနေတော့လေနိဗ္ဗာန်ကိုပဲအာယုပြုပြီးတော့ပဲဒီစိတ်ကလောကုတ္တရာစိတ်ကဖြစ်နေတော့တယ်ဒါဆိုအာယုမရှိစိတ်မရှိဘူးဗျအဲ့ဒီလောကုတ္တရာစိတ်10ပါးဖြစ်နေရင်ဒီလောကုတ္တရာစိတ်10ပါးကိုသိရင်သိမသိရင်နိဗ္ဗာန်ကိုပဲသူကသိပြီးတော့အာယုပြုပြီးတော့ဒီစိတ်ကဖြစ်နိုင်ဖြစ်ရတယ်ဘာလို့အာယုမရှိစိတ်မရှိဆိုတဲ့အတွက်ကြောင့်ဒီလောကုတ္တရာအာယုကိုပဲအာယုပြုတော့ဖြစ်တဲ့အတွက်ကြောင့်လောကုတ္တရာစိတ်10ပါးဒီလေလောကုတ္တရာအာယုလို့ခေါ်တဲ့လောကုတ္တရာစိတ်10ပါးစေတသိက်36ပါးနိဗ္ဗာန်1ပါးကိုပဲအာယုပြုနိုင်ပါတယ်။ဉာဏ်နဲ့ကာမအာယုမဲကုတ်အာယုပညာအာယုကိုလုံးဝအာယုမပြုနိုင်တော့ပါ။ဒါကြောင့်အပေါ်က4ပါးကာမအာယုတစ်ခုတည်းကိုအာယုပြုနိုင်ဧက25ပါးပညာအာယုတစ်ခုတည်းကိုပဲအာယုပြုနိုင်တဲ့စိတ်က6ပါးပညာအာယုကိုတစ်ခုတည်းကိုပဲအာယုပြုနိုင်တဲ့စိတ်က20ပါးလောကုတ္တရာအာယုတစ်ခုတည်းကိုပြုနိုင်တဲ့လောကုတ္တရာစိတ်10ပါးဆိုတော့ဒီအာယု၄မြောက်ဟိုဆိုင်ရာအာယုတစ်ခုဒီကိုသာအာယုပြုတ်ပြီးတော့ဖြစ်တဲ့အတွက်ကြောင့်ဒါဧကံလို့ခေါ်ပါတယ်ဒီပါကဲဒီ25ပါးဟာကာမအာယုတစ်ခုတည်းအာယုပြုနိုင်တာမနောဓာ3ပါးထွေးပြစ္ဆဝိညာဉ်10ပါးဟတ္တိတပစိတ်1ပါးတရားယု7ပါးမဲကုတ်အာယုတစ်ခုတည်းကိုဒါအာယုပြုတော့ဖြစ်တဲ့စိတ်6ပါးကဟောဒီပုံလေးနဲ့ကြည့်လိုက်ရင်ဝိညာဉ်နိဇာယရဏကုဝိကရိ3ပါးနေဝတင်ညာနာတင်ညာကုဝိ3ပါးပေါင်း6ပါးဒါကအင်ပတန်လွယ်ပါတယ်ဒီပုံနဲ့ကြည့်ရင်ပညာအာယုတစ်ခုတည်းအာယုပြုနိုင်တာယူပါဝစရစိတ်15ပါးပထဝီပညာကျူလို့အာယုပြုနိုင်တယ်နောက်အာဂါတပညာနတ္တိဘောပညာကိုအာယုပြုလို့ဖြစ်တဲ့အရူပတွေကအာဂါတနိဇာယရဏကုဝိကရိ3ပါးအာကိဉ္စညာယရဏကုဝိကရိ3ပါးထို20တပါးတော့စိတ်တွေပညာအာယုတစ်ခုတည်းအာယုပြုနိုင်တယ်လောကုတ္တရာစိတ်10ပါးဒီ10ပါးအဲလောကုတ္တရာစိတ်10ပါးတော့လောကုတ္တရာအာယုတစ်ခုတည်းကိုအာယုပြုနိုင်တယ်လို့ဆိုတဲ့အတွက်ကြောင့်ဒါကြောင့်ခုအာယု4ပါးထဲမှာပါဝင်တဲ့တရားတွေဒါတွေကိုကြည့်လိုက်သိပါတယ်မဲကုတ်အာယုဆိုတာဘယ်လိုလဲမဲကုတ်စိတ်29ပါးနဲ့သူ့မှာရှင်းတဲ့စိတ်35ပါးပညာအာယုဆိုတာပညာအာယုပေါ့လောကုတ္တရာအာယုဆိုတာကတော့လောကုတ္တရာစိတ်10ပါး
ဒီလောကုတ္တရာစိတ်7ပါးရှင်းတဲ့စိတ်36ပါးနိဗ္ဗာန်တစ်ပါးဒီလောကုတ္တရာအာယုတစ်ခုရဲ့အာယုပြုနေတဲ့စိတ်က7ပါးဆိုတော့ဒီလိုစိတ်နဲ့အာယုနဲ့တွဲပြီးတော့ဆရာတော်ကပြလိုက်တယ်ဒါကြောင့်ဒီဘက်ကစိတ်တွေကဒီအာယုတစ်ခုတည်းကိုသိတယ်ဟောဒီ6ပါးတော့စိတ်ဖြစ်တဲ့ဒီထဲမှာပေါင်းတဲ့စိတ်တွေကဟောဒီမဲကိုအာယုတစ်ခုတည်းကိုသိတယ်ဟောဒီယူပါဝစရစေ15ပါးနဲ့အရူပ6ပါးကဒီပညာအာယုတစ်ခုတည်းပဲသိတယ်ဟောဒီလောကုတ္တရာစိတ်7ပါးကဟောဒီလောကုတ္တရာအာယုမဲသိပါတယ်လို့ဒီအာယုနဲ့ဒီစိတ်နဲ့တွဲပြီးတော့ပြတာကိုဆရာတို့ကအာယု4ပါးနဲ့အာယုပြုတော့စိတ်ဆိုပြီးတော့ခွဲခြားပြီးတော့ပြခြင်းဖြစ်ပါတယ်လို့အာယု4ပါးနဲ့အဲ့ဒီအာယု4ပါးကိုအာယုပြုတော့စိတ်ဆိုတာကိုဆရာကရှင်းပြပြတဲ့အချိန်ခါမှာပုံမသဘောပေါက်နားလည်ဖို့အတွက်စာအုပ်ထဲမှာပါတာနဲ့လဲတိုက်ပြီးတော့ဆရာတို့ကစာကိုလည်းဖတ်တတ်ဖို့အရေးကြီးတဲ့အတွက်ကြောင့်စာမျက်နှာ185ကိုဆရာတို့ကြည့်လိုက်မယ်လို့ဆိုလို့ရှိရင်အာယုံ6ပါးနဲ့အာယုံ4ပါးနှစ်မျိုးကိုခွဲခြားပြတဲ့ဟာလေးကိုဒီမှာရေးထားပါတယ်ဒီထဲမှာကြည့်လိုက်မယ်ဆိုရင်185ရဲ့အောက်ခြေမှာအာယုံထဲမှာပါဝင်တဲ့အာယုံ6ပါးထဲမှာပဲပါတဲ့အာယုံ4ပါးထဲမှာပဲပါအဲ့ဒီအာယုံတရားထဲမှာပါဝင်တဲ့တရားတွေကိုကြည့်လိုက်လို့ရှိရင်တဲ့စိတ်89စေတသိက်52ပါးယုံ28ပါးပညာတစ်ပါးတွေ့ရပါလိမ့်မယ်တဲ့ဒီမှာအဲ့ဒါကြောင့်မလို့အာယုံ4ပါးကိုခွဲတဲ့ချိန်ခါမှာကာမအာယုံမဟကုတ်အာယုံပညာအာယုံလောကုတ္တရာအာယုံဆိုပြီးတော့အာယုံ4ပါးကိုခွဲတဲ့ချိန်ခါမှာလည်းပဲတဲ့စိတ်စေတသိက်ယုံနိဗ္ဗာန်ပညာ5ပါးကိုသာတွေ့ရမှာဖြစ်ပါတယ်တဲ့ဒါကြောင့်ထိုတရား5ပါးကိုပင်အာယုံ4ပါးနဲ့ခွဲလို့ရှိရင်တဲ့စာမျက်နှာ186ရဲ့ဇေယျကိုကြည့်လိုက်ပါအဲ့ဒီအာယုံ4ပါးကိုခွဲလိုက်ရင်ကာမအာယုံမဟကုတ်အာယုံပညာအာယုံလောကုတ္တရာအာယုံလို့အာယုံ4ဖို့ထပ်မှန်ပြီးတော့ခွဲလိုက်မယ်တဲ့အဲ့ဒီအာယုံ4ပါးကိုထပ်မှန်ပြီးတော့ခွဲလိုက်ရင်လည်းပါဝင်တဲ့တရားကိုကြည့်လိုက်ပါဦးတဲ့ကာမအာယုံထဲမှာပါဝင်တာဟာကာမစိတ်54ပါးစေတသိက်52ပါးယုံ28ပါးတွေ့ရပါလိမ့်မယ်တဲ့စာမျက်နှာ186ရဲ့ဇေယျမှာမဟကုတ်အာယုံကိုပါဝင်တဲ့တရားတွေကိုကြည့်လိုက်ရင်လည်းမဟကုတ်စိတ်28ပါးနဲ့အဲ့ဒီမဟကုတ်စိတ်28ပါးမှာရှင်းတဲ့စေတသိက်35ပါးကိုတွေ့ရမှာဖြစ်ပါတယ်တဲ့ပညာအာယုံကိုကြည့်မယ်ဆိုရင်ခတိုင်းပညာဆိုတဲ့အာယုံကိုတွေ့ရပါလိမ့်မယ်တဲ့လောကုတ္တရာအာယုံဆိုတာဟာလောကုတ္တရာစိတ်7ပါးနဲ့နိဗ္ဗာန်အဲ့ဒီမှာရှင်းတဲ့စေတသိက်36ပါးပါတာပေါ့နော်အလိုလိုအဲ့ဒီသဘောမျိုးတွေကိုတွေ့ရပါလိမ့်မယ်ဆိုပြီးတော့အဲ့ဒီအာယုံ4မျိုးခွဲပြထားတာကိုစာမျက်နှာ186မှာကြည့်ရင်ဒီမှာရေးထားတဲ့ပုံအတိုင်းပဲတွေ့ရပါလိမ့်မယ်ဒါကအာယုံ4ပါးကိုတတ်ခွဲချပြတာနောက်ဒီကာမအာယုံပြုနိုင်တဲ့ရုပ်စိတ်25ပါးကိုစာမျက်နှာ186မှာပဲအောက်မှာကြည့်လိုက်မယ်ဆိုရင်ပုံနဲ့ပြထားပါတယ်ဒီ25ပါးကိုဆရာတို့ကအသေးစိတ်အောက်မှာပြထားတယ်အဲ့ဒါကကာမအာယုတစ်ခုတည်းကိုဒါအာယုပြုနိုင်တဲ့စိတ်25ပါးဟာမနောဓာတ်3ပါးတဲ့ဒွေပစ္စဝိညာဉ်10ပါးဟတိတုပ္ပစိတ်1ပါးတရားယုံ7ပါးဆိုပြီးတော့အဲ့ဒါကိုလေဒီဆရာတော်ကြီးကဆောင်းပုတ်ကလေးနဲ့တောင်းဆရာကပြထားသေးတယ်မနောဓာတု5အာယုံနဲ့နှစ်စုံ73ရှိတဲ့ဒရာဟတ12ဝကာမဘုဒ္ဓတိဒါ25ပါးကို
ဆရာတို့ဆောင်းပုတ်ကလေးနဲ့ပြထားတဲ့အတွက်ကြောင့်ဒီပုံနဲ့ပဲကြည့်ရင်လည်းကြည့်ဆောင်းပုတ်နဲ့ကြည့်ရင်လည်းရပါတယ်တဲ့ဒါ25ပါးကိုအသေးစိတ်ပြထားတယ်သာမဏေ186မှာနောက်သာမဏေ189မှာတော့ဆရာတို့အာဝပြထားတယ်ဆိုလို့ရှိရင်မဟေကုတ်အာယုံကိုအာယုံပြုနိုင်တဲ့စိတ်6ပါးကိုစာမျက်နှာ189မှာအသေးစိတ်ရေးထားပါတယ်မဟေကုတ်ဧကအာယုံပြုနိုင်တဲ့စိတ်6ပါးဟာတဲ့ဝိညာဉ်စာယရဏကုဝိကတိ3ပါးနေဝတိညာနာတိညာကုဝိကတိမှာစိတ်6ပါးတို့ဒီမဟေကုတ်အာယုံကိုဧကအာယုံပြုနိုင်တယ်လို့ဒီမှာရေးထားတယ်အဲ့ဒါကိုလည်းပဲဆရာကအောက်မှာစောစောကရှင်းထားသလိုအရူပဝစရစိတ်7ပါးတို့တွင်ဒုတိယရူပစိတ်ဖြစ်သောဝိညာဉ်စာယရဏကုသိုလ်စိတ်ကရိယာဝိဘက်3ပါးတို့သည်တဲ့မိမိတန်တာ၌ဖြစ်ခဲ့ဘူးသောပထမရူပဆိုတာကအာဂါသနိစာယရဏကိုပြောတာအတိတ်အာဂါသတိဟုတော့အတိတ်မေဂုတ်စိတ်ဓမ္မယုံကိုအာယုပြုပြီးတော့ဖြစ်နေတာပါတဲ့ဒါကဆရာကရှင်းလင်းချက်ရေးထားတယ်စောစောကရှင်းတာတွေကိုစာအုပ်ထဲမှာဖတ်ပြီးတော့ဖတ်လို့ရှင်းလည်းရပါတယ်နောက်စတုဒ္ဒတနည်းအားဖြင့်နေဝတင်ညာနာတင်ညာယရဏကုဝိကတိ3ပါးဟာလည်းပဲတဲ့သူရထားတဲ့တတ္တိယရူပဆိုတာအာကိဉ္စညာယရဏကိုပြောတာနော်တတ္တိယရူပစိတ်ဖြစ်တဲ့အာဂါသနိစ္စယရဏစိတ်ကိုအာယုပြုပြီးတော့ဖြစ်နေတဲ့အတွက်ကြောင့်ဒါကိုမဟေကုတ်စိတ်ကိုအာယုပြုတယ်လို့ခေါ်ပါတယ်တဲ့ဒါကြောင့်ဝိညာဉ်စာယရဏကုသိုလ်စိတ်ဝိပဿနာကရိယာစိတ်3ပါးနေဝတင်ညာနာတင်ညာယရဏကုသိုလ်စိတ်ဝိပဿနာကရိယာစိတ်3ပါးတို့ဟာမဟေကုတ်စိတ်ကိုဧကအာယုပြုတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်တဲ့စာလိုလဲဒီမှာစာမျက်နှာ180ကိုမှအသေးစိတ်ရှင်းထားပါတယ်နောက်ပညာကိုအာယုပြုနိုင်တဲ့စိတ်20ပါးတဲ့အဘိညာဉ်တွေးခြင်းနဲ့ယူပါဝစရစိတ်15ပါးအာကိဉ္စညာယရဏကုဝိကတိ3ပါးအာကိဉ္စညာယရဏကုဝိကတိ3ပါးအင်း20ပါးတော့စိတ်တို့ကြီးကာလဝိမုတ်စိတ်ဖြစ်တဲ့ဒီကတိုင်းပညာကိုဒါဧကအာယုပြုတော့ဖြစ်နေတယ်လို့ဆိုတဲ့အတွက်ကြောင့်သူ့ကိုပညာကိုဧကအာယုပြုတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်လို့စာမျက်နှာ188မှာလည်းပဲပုံနဲ့ပြထားပြပါတယ်နော်ပုံနဲ့လည်းဒီပြထားပြခြင်းဖြစ်ပါတယ်နောက်ဒီနေရာမှာအသေးစိတ်ပေါ့ယူပါဝစရစိတ်ဒုတိယဇန်စိတ်တွေကိုလည်းဆရာတို့ကအသေးစိတ်ဖတ်ပြီးတော့သိနိုင်ပါတယ်နောက်စာမျက်နှာ189မှာနိဗ္ဗာန်ကိုဧကအာယုပြုနိုင်တဲ့စိတ်7ပါးကိုလည်းဒီမှာပြထားပါတယ်မစိတ်4ပါးဖို့စိတ်4ပါးဒီဟုတော့တဲ့လောကုတ္တရာစိတ်7ပါးတို့ဒီတဲ့နိဗ္ဗာန်ကိုအာယုပြုပြီးတော့ပဲဖြစ်နိုင်တယ်တဲ့အာမအာယုမေကိုအာယုပညာအာယုပြုပြီးတော့ဒီစိတ်တွေကမဖြစ်နိုင်တဲ့အတွက်ကြောင့်အဲ့ဒီနိဗ္ဗာန်ကိုဧကအာယုပြုနိုင်တဲ့စိတ်7ပါးလို့ဆိုလိုခြင်းဖြစ်ပါတယ်လို့ဒီအာယု4ပါးနဲ့ကိုအာယုပြုနိုင်တဲ့စိတ်4မျိုးကိုလည်းဒီနေရာမှာခွဲခြားပြီးတော့ကပြဆိုထားခြင်းဖြစ်ပါတယ်အဲ့ဒါကအာယု4ပါးကိုအာယုပြုနိုင်တဲ့စိတ်ပြီးဆုံးသွားပြီဖြစ်ပါတယ်လို့ဒီဥစ္စာဒီ4ပါးကိုအာယုပြုနိုင်တဲ့စိတ်ကဒီမှာတစ်ဖြတ်ဖြစ်ပါတယ်